အခုကျွန်တော်ပြောနေခဲ့တဲ့အရာအားလုံးတကယ်ကိုနှစ်ရက်နီးပါးပေါ့နော်အာနိုင်အားဖြင့်ဆိုတော့3နိုင်ကျော်စာလောက်ကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့အကြောင်းအားလုံးကစကားတစ်လုံးတည်းနဲ့စကားစုတစ်ခုတည်းနဲ့ပြောမယ်ဆိုတော့ The Great Commission ဖြစ်ပါတယ်ဘုရားသခင်ရဲ့မဟာစေခိုင်းချက်ဖြစ်တယ်မဟာစေခိုင်းချက်ဖြစ်တဲ့အတွက်ကြောင့်တကယ်ဒီစေခိုင်းခြင်းကိုနားလည်တယ်ဆိုတော့ကကျွန်တော်ပြောသလိုဘုရားသခင်နဲ့ပြန်တွေ့တဲ့နေ့မှာဘုရားသခင်ပြန်မေးမဲ့အရာကတော့သူ့ရဲ့မဟာစေခိုင်းခြင်းပေါ်မှာဘယ်လောက်ထိကျွန်တော်တို့ပြီးမြောက်အောင်မြင်ခဲ့တယ်လဲဆိုတဲ့အရာကိုတော့သေချာပေါက်ကျွန်တော်တို့အမေးခံရမှာဖြစ်ပါတယ်ဒီအတွက်အဖြေရှိနေဖို့သိအရေးကြီးပါတယ်နောက်တစ်ခုကတော့ဒီအရာဒီမဟာစေခိုင်းခြင်းကိုဆောင်ရွက်ခြင်းဟာဘုရားကကျွန်တော်တို့ကိုဗာပေးထားလဲဆိုရင် with power and authority ခရစ်တော်ကဒီအမှုကိုစေခိုင်းတဲ့အခါမှာသူပြောခဲ့တဲ့စကားရှိပါတယ်အခုလေးတွေကျွန်တော်တို့ကြည့်ခဲ့တဲ့မာသဲ28မှာတွေ့ရပါလိမ့်မယ်ကောင်းကင်ပေါ်မြေကြီးပေါ်မှာစီပိုင်ခွင့်ရှိသမျှအားလုံးကိုငါခံရပြီလို့ပြောပြီးမှအဲ့ဒီခရစ်တော်ရဲ့ခံရသောတကိုးနဲ့အာနာအဲ့ဒီအရာတွေနဲ့ကျွန်တော်တို့ဟာအမှုဆောင်ရတာဖြစ်ပါတယ်ဒါကြောင့်စာရေးတဲ့သူတော်တော်များများသုံးလေးရှိတဲ့ခရိယန်စာရေးဆရာတွေရဲ့စကားလုံးထဲမှာဒီစကားတွေပြောလို့ရှိပါတယ်တရားဟောဆရာတော်တော်များများလည်းဒါပြောလို့ရှိပါတယ်ဒီမှာရှိတဲ့ဆရာကြီးတွေဆရာမတွေအားလုံးလည်းဒီစကားလုံးကိုဒီအပြောဆိုတွေကိုယဉ်နေပါလိမ့်မယ်အဲ့ဒါပါလဲဆိုတော့ဒီမှာရေးထားတဲ့အတိုင်းပဲ there's nothing more exciting than proclaiming the good news of Jesus Christ ခရစ်တော်ရဲ့သတင်းကောင်းကိုကြွေးကြော်ဝေငှခြင်းကြီးညာခြင်းလောက်စိတ်လှုပ်ရှားစရာကောင်းတဲ့အရာမရှိဘူးတဲ့အားလုံးခံယူနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်တခါကျရင်ကျွန်တော်တို့ခရစ်တော်ရဲ့သတင်းကောင်းထက်စိတ်လှုပ်ရှားစရာကျွန်တော်တို့ကိုစိတ်လှုပ်ရှားမှုဖြစ်စေတဲ့သတင်းတွေလည်းရှိမှာပေါ့နော်လူသားပိတစွာနဲ့ပဲရိုးရိုးသားသားဝန်ခံကြရင်ကျွန်တော်တို့တွေခရစ်တော်ရဲ့သတင်းကောင်းထက်စိတ်လှုပ်ရှားစွာကြီးညာနေတဲ့အရာတွေလည်းရှိမယ်ရှိနိုင်ပါတယ်မကောင်းတဲ့အနိဋ္ဌယုတ်သတင်းတွေပျက်စီးသွားတဲ့သတင်းတွေလူသေးသွားတဲ့သတင်းတွေကားတိုက်သွားတဲ့သတင်းတွေရေကြီးသွားတဲ့သတင်းတွေလင်းပြတ်ကြတဲ့သတင်းတွေစသဖြင့်ဒီလိုသတင်းတွေကျွန်တော်တို့တကယ်ကိုစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ပြောကြတယ်ကိုအရာပြောချင်တဲ့သတင်းစကားတွေကိုယ့်ရဲ့စိတ်ကိုလှုပ်ရှားစေတဲ့သတင်းစကားတွေရှိဘူးလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဖခင်ကတော့သူ့ရဲ့ဧဝံဂေလိသတင်းစကားကိုဝေငှခြင်းအရာမှာသူကိုယ်တိုင်စိတ်လှုပ်ရှားတယ်ဆိုတာကိုကျွန်တော်ဒီမှာရှိတဲ့ဆက်ဆံမတွေကိုထပ်ပြီးတော့ remind လုပ်ချင်ပါတယ် recall လုပ်ချင်ပါတယ်ဘာကြောင့်လဲနောင်တရစရာအကြောင်းမရှိတဲ့69ယောက်ပျောက်သောသူရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောထားတာမှတ်မိမယ်ထင်ပါတယ်နောင်တရစရာမရှိသော69ယောက်မှာဖခင်ကဝမ်းမြောက်တာထက်လူမိုက်တယောက်နောင်တရပြီးပြောင်းလဲလာတဲ့အရာပေါ်မှာဘုရားသခင်ကဝမ်းမြောက်တယ်ဘယ်လောက်တောင်ဝမ်းမြောက်လဲဆိုရင်အဲ့ဒီဟာက heavenly joy ဖြစ်တယ်တကယ်ကို heavenly joy တကယ်ကို joy to the world မဟုတ်တော့ဘူးသူကတကယ်ကို heaven မှာအဲ့ဒီအရာကဝမ်းမြောက်ရတဲ့အရာဖြစ်တယ်ဘုရားသခင်ရဲ့စိတ်နှလုံးတော်မှာဝမ်းမြောက်ရဆိုတာစောင့်ခဲ့တာ哦ဘုရားကသားတော်ယေရှုခရစ်တော်အားဖြင့်ပြန်လဲပြီးတော့မှဒီကယ်တင်ခြင်းစီမံကိန်းကြီးကိုသူကအကောင့်ထဲပေါ်ပြီးတော့ယင်းဒီကြီးစွာယင်းဒီမြုပ်နှံမှုကြီးစွာလုပ်ခဲ့ရတဲ့အမှုကြီးဖြစ်တဲ့အခါဒီအရာကိုလူတိုင်းသိဖို့ရန်သူ့ရဲ့တပည့်တော်ဒီမဖြစ်မနေ mandate တာဝန်နဲ့ဒီ mandate ဆိုတဲ့အရာမလုပ်မနေရဆိုတဲ့ mandate အရာနဲ့ကိုဘုရားကခိုင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ကြီးမြတ်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ဘုရားခင်ကိုယ်တိုင်ကဒီလောက်မျှော်လင့်နေတာဖြစ်တဲ့အတွက်ကြောင့်ဒါကို Great Commission လို့ကျွန်တော်တို့
နားလည်ကြရတာဖြစ်တယ်အဲ့တော့ဘုရားသခင်ကသူ့ရဲ့နှလုံးသားထဲမှာဒါတော့ယေရှုခရစ်တော်အားဖြင့်ခရစ်တော်ကိုလက်ခံရရှိခဲ့ကြတော့သူတွေခရစ်တော်ရဲ့တပည့်ဖြစ်လာတဲ့သူတွေဘယ်တော့တခြားလူတွေကိုပြောမလဲဘယ်နေ့တော့တခြားလူတွေရှိသွားရောက်ပြီးတော့ဟောပြောလိမ့်မလဲလို့ဘုရားသခင်ခမည်းတော်ကိုယ်တိုင်ကမျှော်လင့်တယ်ဒါကြောင့်နောင်တရစရာအကြောင်းမရှိတဲ့သူတွေကိုမှာဘုရားဝမ်းမြောက်နေတာထက်စိုးသောလူတယောက်နောင်တရပြီးတော့ပြောင်းလဲလာတဲ့အရာကောင်းကင်တမန်နေနဲ့တူကောင်းကင်ဘုံမှာဘုရားသခင်ပွဲခံတယ်။ဘာကြောင့်လဲအဲ့လောက်ထိတော့ဘုရားကဘာကြောင့်ပြောလဲဒီအတွက်ပဲသားတော်ကိုသူကဆေးလုပ်တယ်ဒီအတွက်ပဲသားတော်ကိုအသေးခံခဲ့ဒီအတွက်ပဲကောင်းကင်ဘုံစီးစိမ်ကိုခရစ်တော်ကဆွန့်လွတ်ခဲ့ရတယ်ဒီအတွက်ပဲသူအသေးခံခဲ့ရတယ်ဒီအတွက်ပဲသူရှင်ပြန်ထမြောက်ခဲ့ရတယ်ဒီလောက်ကြီးမားတဲ့မဟာနော်သတင်းကြီးတကယ် good news is the greatest news တကယ်ကိုအကောင်းဆုံးသောဒီထက်ကောင်းတဲ့သတင်းမရှိတော့ဘူးအဲ့လောက်ဝမ်းမြောက်စရာအကြောင်းကြီးကိုကျွန်တော်တို့ဒီကြားပြောခြင်းအပြင်လူတယောက်နောင်တရလက်ပြောင်းလဲလာရင်ကောင်းကင်ဘုံမှာရှိတဲ့ခမည်းတော်ဟာတကယ်ကိုကြီးမားစွာဝဲခံနေရှိတယ်တိတ်ထူးဆန်းတာကတချို့ယုံကြည်သူတွေကခရစ်တော်ကိုမသိသေးတဲ့လူပြောင်းလဲလာတဲ့အခါမှာဝမ်းမမြောက်နိုင်ဘူးဝမ်းမြောက်ရကောင်းမှမသိဘူးဝမ်းမြောက်စရာလို့လည်းမထင်ဘူးခံလည်းမခံစားဘူးအော်ကောင်းပါလေခရစ်တော်လက်ခံတာဝမ်းသာတယ်ဆိုပါဇက်ကဝမ်းသာတယ်ပြောပေမဲ့ခမည်းတော်ဝမ်းမြောက်တယ်လို့သူနှလုံးသားထဲမှာဝမ်းမမြောက်နေဘူးဒါကြောင့်ကျွန်တော်ထပ်ပြောချင်တယ်ဘုရားရဲ့နှလုံးသားမှာကြည်ကွဲနေစေခဲ့တဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်ကြောင့်ဘုရားကလူတယောက်သူ့ကိုမသိသေးတဲ့သူတယောက်သိပြီးတော့ပြောင်းလဲလာရင်ခရစ်တော်ကိုကယ်တင်ပါရှင်ဖြစ်လက်ခံယုံကြည်လိုက်ရင်အဲ့ဒီအခိုက်အတန့်ခမည်းတော်ဘုရားသခင်အတွက်ဒီစัจ java နဲ့ရှင်တဲ့ဝမ်းမြောက်ခြင်းကိုသူကရရှိတာဖြစ်တယ်။ကြောင့်ဒီနေ့ဘုရားကိုဝမ်းမြောက်စေတဲ့ဒီလောက်ကြီးမားတဲ့အမှုကြီးကိုဘုရားကကျွန်တော်တို့ကိုခိုင်းတဲ့အခါမှာတကူအာနာအခွင့်အာဏာပေးထားပြီးသားဖြစ်ပါတယ်။အဲ့တော့ဒီမှာရေးထားတဲ့အတိုင်းထပ်ပြီးတော့ဖတ်မယ်ဆိုရင်တော့ and now more than ever we need to preach it with power and authority အရင်မှာကျွန်တော်တို့တွေဟောခဲ့သမျှထက်အခုချိန်မှာသာ၍စူးစမ်းအားထုတ်ပြီးတော့ဘုရားသခင်ပေးတဲ့တကူဘုရားသခင်ပေးတဲ့အခွင့်အာဏာနဲ့သာ၍ကျွန်တော်တို့စူးစမ်းအားထုတ်ပြီးတော့ဟောရမယ့်အချိန်ကာလရောက်လာပြီ။ဘာကြောင့်လဲကျွန်တော်တို့မဟောရင်သတင်းကောင်းမဟောရင်သတင်းဆိုးကဒီနေ့ကဘာမှာနေရာအနှံ့ဘာလို့လာလဲနေရာယူလာတယ်ဒီမှာမြင်ရလိမ့်မယ်ဒါကဘာလုံးကိုဒါအကျန်းဆွဲထားတဲ့ဒီဇိုင်းလေးအဲ့တော့လေထုထဲမှာသတင်းကောင်းတွေတိတ်ဆိတ်လာရင်သတင်းဆိုးတွေနေရာပိုရတယ်တော့သင်ပတ်ဝန်းကျင်နဲ့သင်ရဲ့ရက်ရွာ community သင်တိုင်းနိုင်ငံမှာသတင်းကောင်းများလေထုထဲမှာများနေရာယူနိုင်ဖို့တာ၍စ조사အားထုတ်ပြီးဟောရမယ့်နေ့ဖြစ်နေတယ်အခြားနိုင်ငံနဲ့ရှင်လိုက်ရင်ကျွန်တော်နိုင်ငံကပို၍ဟောရမယ့်ကာလဖြစ်လာတယ်တကယ်တမ်းဆိုရင်ဒီအချိန်မှာလူတွေဟာဘုရားသခင်ကိုအင်မတန်မျှော်လင့်နေသူတို့ကိုကယ်မဲ့သူတို့ဘဝအတွက်လက်ရှိစိတ်ရဲ့ချုပ်နှောင်ခြင်းစိတ်အကျဉ်းချက်ကြနေတဲ့အရာသူတို့ဖိနှိပ်ချုပ်ချယ်ခြင်းခံရတဲ့အရာတွေနော်ဒီအရာအမျိုးမျိုးကနေလွတ်မြောက်ဖို့ကယ်တင်ခြင်းကိုရှာတဲ့အချိန်ဒီအချိန်မှာအဲ့ဒီပြဿနာအလုံးရဲ့အဖြေကိုပေးနိုင်တဲ့သူဟာခရစ်တော်သားလည်းဖြစ်ကြောင်းမိတ်ဆက်ဖို့အကောင်းဆုံးချိန်ဖြစ်ပါတယ်ဟာသွားမလို့ပါနဲ့လူတွေဒုက္ခရောက်နေပါတယ်ဆိုမှမင်းကတမျိုးလူတွေဒီလောက်စားစရာမရှိအသက်ကိုဖတ်နဲ့ထုတ်ပြီးပြေးနေရတဲ့အချိန်မှာမှဘယ်သွားပြီးတော့အဲ့ဒီဘာသာတရားတွေသွားမလုံနဲ့အဲ့လိုအတွေးခေါ်သင်မှာရှိနေရင်ရက်လိုက်ပါဆွန့်ပစ်လိုက်ပါအဲ့ဒီလူတွေအတွက်ပဲသင်ကိုဖျားရှင်လွတ်ထားတာဖြစ်ပါတယ်အဲ့ဒီလူတွေအတွက်ပဲသင်ကိုဖျားရှင်ရွေးကောက်ထားတာဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်ကလူကာခန်းကြီးလေအငယ်16မှာလည်းပြောတယ်ဟေရှာယထဲမှာလည်းပြောပါဆင်းရဲသားတို့ဝမ်းမြောက်စရာအကြောင်းကိုဟောပြောခြင်းကငါ့ကိုဆေလွတ်တယ်ဘာတွေလဲဆင်းရဲတာပတ်စံဆင်းရဲတာတခုတည်းမဟုတ်
နော်နောက်ပြီးတော့မှဖမ်းသွားချုပ်ထားခြင်းခံရတဲ့သူတွေလွတ်မြောက်စေအကြောင်းစိတ်နှလုံးကြေကွဲသောသူတွေရဲ့အနာကိုစီးဖို့တနည်းအားဖြင့်ပြောမယ်ဆိုတော့နော်ကျွန်တော်တို့လူတွေလွတ်မြောက်ခြင်းတကယ် freedom ဆိုတဲ့အရာစစ်မှန်တဲ့လွတ်မြောက်ခြင်းကိုအရန်လိုချင်နေကြတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖျားသခင်ရဲ့ရွေးကောက်ခြင်းခံရသော the chosen generation ဖြစ်တဲ့ကျွန်တော်တို့အဲ့ဒီဖျားရှင်ခေါ်ခြင်းကိုတုံ့ပြန်ဖို့နှောင့်နှေးကြမ်းကြာနေသေးတယ်စဉ်းစားနေသေးတယ်တွေးဝေနေသေးတယ်ရှက်ကြောက်နေသေးတယ်ဆိုရင်တော့သိကြတယ်ကျွန်တော်တို့ဒီသတင်းစိုးကိုအားပေးကူညီခြင်းသာလည်းဖြစ်တယ်ဒါကြောင့် good news ဆိုတဲ့အာ gospel ပေါ့နော်တကယ်ကိုဧဝံဂေလိသတင်းကောင်းတရားကိုဝေငှဖို့ရန်ပြက်ကွက်ခြင်းဟာတပည့်တော်တယောက်အနေနဲ့ပြက်ကွက်ခြင်းဟာသတင်းစိုးတွေကိုတာ၍နေရာယူဖို့ကူညီခြင်းပဲဖြစ်တယ်ဆိုတာကိုကျွန်တော်အလေးနဲ့ပြောချင်ပါတယ်ဒီစကားဘယ်သူမှပြောမှာမဟုတ်ပါဘူးကျွန်တော်ပဲပြောမှာဖြစ်တယ်သတင်းကောင်းဆိုတဲ့ခရစ်တော်ရဲ့ကယ်တင်တော်မူခြင်းယေရှုတရားကိုဟောပြောဖို့တပည့်တော်တယောက်ရဲ့ပြက်ကွက်ခြင်းဟာသတင်းစိုးတွေတာ၍နေရာယူဖို့ကူညီပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဘုရားသခင်ရဲ့စိတ်လုံးကြေကွဲခြင်းကိုအမှန်တကယ်နားမလည်သေးခြင်းပဲဖြစ်ပါတယ်ဘုရားသခင်နဲ့စိတ်ခံစားချက်ချင်းတထက်ထဲမကြသေးတာပဲဖြစ်ပါတယ်စာရန်ရဲ့တပ်ဖြတ်နေတဲ့ခိုးယူနေတဲ့ဖြက်စီးနေတဲ့အသက်ဝိညာဉ်တွေကိုတာ၍တတ်ခွင့်ဖြက်စီးခွင့်ခိုးခွင့်ရဖို့ကူညီအတန်တိတ်ကူညီပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်တိတ်ကြောက်စရာကောင်းပါတယ်ကျွန်တော်တို့ကိုဘုရားရှင်ရှေ့ရောက်သွားတဲ့အခါမှာကျွန်တော်တို့တွေအမေးခံရပါပါ Okay အခု don'ts do's တွေ don'ts တွေနည်းနည်းလေးကျွန်တော်ပြောချင်ပါတယ်ဧဝံဂေလိဝင်ရတဲ့အခါမှာလုပ်ရမယ်လုပ်တဲ့အရာလေးတွေပေါ့လေပြီးရင်မလုပ်တဲ့အရာလေးတွေနှစ်ခုပေါ့ဒါလေးကျွန်တော်ဝင်ငါသွားခြင်းနဲ့နံပါတ်1မှာကျွန်တော်လုပ်တဲ့အရာလေးတွေဖော်ပြထားပါတယ်ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရာလူဦးရေတကောင်စင်းကောက်ယူတဲ့အခါမှာကျွန်တော်နိုင်ငံမှာအများဆုံးပဲဘာသာကိုးကွယ်ကြတယ်သိပါတယ်ကျွန်တော်ဒီခရစ်ယာန်နိုင်ငံမှာနေရတဲ့လူတွေမဟုတ်ပါဘူးမြို့ဖလားခရစ်ယာန်ယုံကြည်သူတွေနေထိုင်နေတဲ့နိုင်ငံမျိုးမဟုတ်ဘူးဘရာဇီးတွေမဟုတ်ဘူးနော်USA လို့နိုင်ငံမျိုးမဟုတ်နေဘူးကျွန်တော်တို့နိုင်ငံဒီခရစ်တော်ကိုမသိသောသူအများအားဖြင့်ရာခိုင်နှုန်းဆိုရင်ကျွန်တော်တို့အများအားဖြင့်80ကျော်ရှိတဲ့ဘုရားကိုမသိတဲ့မယုံကြည်သေးသောသူတွေနေထိုင်တဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာသူပြောထားတဲ့အကြံပြုချက်တွေကျွန်တော်စဉ်းစားမယ်ဆိုရင်နံပါတ်1 pursue relationship with the non-believers မယုံကြည်သေးသောသူတွေနဲ့ပေါင်းဖော်ဖို့ပြောတာတော့မဟုတ်ဘူးပေါ့နော်ဒီစကားကသူတို့အနေနဲ့ယဉ်ကျေးမှုကိုတိဆောက်ခိုင်းတာဖြစ်ပါတယ်သူတို့ရဲ့ယုံကြည်ချက်တွေကိုကျွန်တော်တို့ကလေ့လာသင်ယူဖို့မဟုတ်ဘူးသူတို့ယုံကြည်ချက်တွေနောက်ကိုလိုက်ဖို့မဟုတ်ဘူးသူတို့အဲ့ဒီခရစ်တော်ကိုမသိသေးတဲ့သူတွေနဲ့ကျွန်တော်တို့ကယဉ်ကျေးမှုတိဆောက်ထားဖို့တည်ရေးကြည့်တယ်မြန်မာစကားရှိတယ်ပုဂ္ဂိုလ်ခင်မဘာဖြစ်လဲပုဂ္ဂိုလ်ခင်မတရားမင်းတယ်ပုဂ္ဂိုလ်ခင်မတရားမင်းလူခင်ရင်မူပြင်းတယ်တဲ့စကားလေးတွေမြန်မာစကားလေးလည်းတော်တော်ကောင်းပါတယ်တော့ကျွန်တော်သဘောကျတယ်တချို့စကားလေးတအားထိတာပဲလူခင်မူပြင်းတယ်ပုဂ္ဂိုလ်ခင်မတရားမင်းဒါကျွန်တော်ယဉ်ကျေးမှုတိဆောက်ပြီးတော့အဲ့ဒီပေါ်မှာပြင်ဆင်ဖို့လိုအပ်တယ် now get to know the person အဲ့ဒီလူရဲ့အခြေအနေတွေကိုเนาะကျွန်တော်တို့သိနိုင်တဲ့လောက်ပေါ့ကိုလက်လန်းမိလို့ရတဲ့အနေထားလောက်ထိသိနိုင်တဲ့လောက်ကျွန်တော်တို့စူးစမ်းဖို့လိုတယ်ယဉ်ကျေးမှုတိဆောက်ဖို့လိုတယ်သူ့ရဲ့အခက်ခဲတွေကျွန်တော်သိဖို့လိုတယ်သိနိုင်အောင်စူးစမ်းရင်ပိုကောင်းတယ်နောက်ပြီးတော့မှသူတို့ကို listen with your eyes and ears ကျွန်တော်တို့သူတို့တွေနဲ့စကားပြောတဲ့အချိန်မှာလောက်ရမယ့်အရာလေးတွေပေါ့နော်သူတို့ပြောတဲ့စကားတွေကိုလည်းနားထောင်ပေးပါ
တစ်ဖက်သက်လွတ်တဲ့အရာမျိုးလည်းအဆင်မပြေဘူးပေါ့နော်မြန်မာတွေစကားပြောကြတယ်ရေပတ်မဝင်ဆိုတဲ့စကားရှိတယ်အတလွတ်ပြောတယ်ဘယ်သူမှပြန်ပြောလို့မရတော့အောင်ရောက်လျှောက်သူကြီးပဲပြောနေအဲ့တော့ listen with your eyes and ears သင်ရဲ့မျက်လုံးတွေသင်ရဲ့နားတွေနဲ့သေချာ attention ပေးပြီးတော့သူတို့ကိုနားထောင်ပေးဖို့လိုအပ်တယ်အဲ့ဒီအရာကသူတို့ကလည်းသင်ကိုပြန်ပြီးတော့ attention ပေးပြီးတော့နားထောင်ဖို့ဖြစ်ပါလိမ့်မယ်နောက်ပြီးတော့မှsmile and steady ပုံမှန်လေးနဲ့เนาะကျွန်တော်တို့ချိုသားစွာနဲ့ပဲကျွန်တော်တို့တွေသူတို့နဲ့ကိုယ့်ရဲ့မျက်နှာအနေထားရင်ကျေးသိမ့်မွေ့ပြီးတော့ဒီ steady လုပ်နေဖို့ပုံမှန်လေးပဲရှိနေဖို့လိုအပ်တယ်နောက်ပြီးတော့မှကျွန်တော်ဒီနေရာမှာတော့ဟိုလိုမျိုးကြီးအသေးစိတ်ကျွန်တော်မပြောတော့ဘူးเนาะဒါလေးတွေကလည်းအားလုံးဆက်ဆံမော်ရလုံနေကြအရာတွေဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တော့အဲ့လောက်ကြီးကျွန်တော်ဒီကမချေတော့ဘူးနောက်တစ်ခုက avoid judging the person or their lifestyle သူတို့ရဲ့အသက်ရှင်နေထိုင်မှုပုံစံအဲ့ဒီပုံကိုတွေကိုတွားပြီးတော့မှကျွန်တော်တို့လို့ခေါ်မလဲjudge လုပ်တာမျိုးမဖြစ်စေချင်ဘူးပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုရင်သူတို့ကိုတွားပြီးတော့မှပြစ်တင်တာတွေကဲရဲ့တာတွေသူတို့နေထိုင်ပုံစံတွေတွားပြီးဝေဖန်လိုက်တာတွေဒါမျိုးလေးတွေတွားမလုပ်ဖို့နော် avoid ရှောင်ပါတဲ့ရှောင်ကျင်ခြင်းကကျွန်တော်လုပ်ရမယ့်အရာတွေနဲ့ပြောပြတာ criticizing others faith and tradition သူတို့ရဲ့ယုံကြည်တက်ဝယ်မှုနဲ့ထုံတန်းစင်လာတွေကိုကဲ့ရဲ့တာမျိုးဝေဖန်တာမျိုးလုံးဝနော်တွားပြီးတော့လှုပ်ချင်းကနေရှောင်ကျင်ဖို့နော်ဒါအကြံပြုထားတာဖြစ်ပါတယ်ရှောင်ပေးဖို့ပါနော်နောက်တစ်ခုက ask the Holy Spirit to guide you as you interact with non-believers ဒီမယုံကြည်သူတွေနဲ့ကျွန်တော်တို့ကအပြန်အလှန်စကားပြောဆိုလာပြီဆိုရင်ဝိညာဉ်တော်ဖခင်ရဲ့ဥဆောင်မှုကိုအမြဲတမ်းခံယူဖို့လိုအပ်တယ် level ပေါင်းစုံနဲ့ကျွန်တော်တွေ့ရမှာနော်လမ်းဘေးမှာရှိတဲ့တောင်ရန်စားတောက်သူကနေပြီးတော့သမရနန်းတော်ထဲမှာရှိတဲ့သမရအထိဖခင်ကတင့်ကိုပြောခွင့်ပေးနိုင်တဲ့ဖခင်ဖြစ်တယ်လမ်းဘေးမှာရှိတဲ့တောင်ရန်စားတောက်သူကနေသမရနန်းတော်အထိရှိနေတဲ့သူတွေကိုဖခင်ကတင့်ကိုပြောဖို့ရစီစဉ်ပေးနိုင်လမ်းဖွင့်ပေးနိုင်အဲ့ဒီအချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ပါပါစေဝိညာဉ်တော်ရဲ့လမ်းပြမှုကိုတောင်းခံပါသူ့ရဲ့အလွာလိုက်သူ့ရဲ့ယာတုလိုက်သူ့ရဲ့နော်ကာချာလိုက်ပြောဆိုတတ်ဖို့ရဉာဏ်ပညာအရန်လိုတယ်ဒီအချိန်မှာဝိညာဉ်တော်မပါလို့မရဘူးနောက်တစ်ခုကတော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ပါရှိခြင်းအတွက်လိုအပ်တာပါလေဘုရားကိုယ်တိုင်မှာထားတဲ့အရာဖြစ်တယ်ကျွန်တော်တို့ဒီထိုဝိညာဉ်တော်အားဖြင့်တကူကိုရရှိပြီးတော့ထိုတကူအားဖြင့်ကျွန်တော်တို့ဒီနမိတ်လက္ခဏာတွေပြုရမှာဖြစ်တယ် miracle နမိတ်လက္ခဏာတွေကျွန်တော်တို့ကိုးကွယ်ရမယ့်အရာမဟုတ်ပေမဲ့နမိတ်လက္ခဏာတွေဧဝံဂေလိတရားဟောပြောဖို့မရှိမဖြစ်လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဖျားနာတဲ့လူတွေရှိတယ်သင်ပြောမှာကယေရှုခရစ်တော်ရဲ့ဒဏ်ချက်တော်ကြောင့်ကျွန်တော်အနာရောဂါငြိမ်းပြီယေရှုခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်တို့အပြစ်ရှိတဲ့ကိုဆေးကြောလိုက်ပြီဒါကြောင့်ကျွန်တော်တို့ဒီအပြစ်လဲလွတ်တဲ့အတွက်ကြောင့်အပြစ်အခအသေးချင်းကလည်းလွတ်မြောက်သလိုဒဏ်ချက်တော်အပြင်လည်းကြားမှာတော်သူများဖြစ်တယ်ယေရှုကိုယုံကြည်သင်ကြားမှာမယ်လို့ပြောပေမဲ့သူ့ရဲ့အသက်တာထဲမှာလက်တွေ့မကြားမှာနေတဲ့အချိန်နဲ့ကြုံနေခဲ့ရင်အဲ့ဒီမကြားမှာနေတဲ့အရာကိုကြားမှာခြင်းရရှိဖို့တကယ်ပဲသင်ဟာကြားမှာခြင်း healing စုကျေစုတကယ်ကိုရှိဖို့လို့အဲ့အချိန်မှာဝိညာဉ်တော်ကပဲသင်ကိုအသုံးပြုသွားနိုင်တာဖြစ်တယ်ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ပေးတဲ့စုကျေစုတွေနဲ့အမှုဆောင်ခြင်းဟာအရှိန်ဟုန်နဲ့ထိရောက်ပါတယ်အခုပေတရုတို့တရက်ထဲမှာလူ 3000 ပြောင်းလဲတယ်လူ 5000 ပြောင်းလဲတယ်ပြောင်းလဲပါပေါ့ဝိညာဉ်တော်ဖျားနဲ့တကယ်သွားလာတဲ့အခါဝိညာဉ်တော်တကူခရစ်တော်မှာခဲ့တဲ့အတိုင်းစောင့်ပါဆိုတဲ့အတိုင်းစောင့်ခဲ့တယ်ဟောပြောပါလုပ်တဲ့အခါမှာနမိတ်လက္ခဏာတွေဖြစ်လာတယ်သူတို့ရဲ့အရေးနဲ့ထိတဲ့လူတွေကြားမှာလာတယ်နော်ဒီလောက်ထိတကယ်ကိုကြီးမားတဲ့နမိတ်လက္ခဏာတွေဖြစ်လာတဲ့အထိတွေ့ရလိမ့်မယ်အဲ့တော့ဟုတ်ပြီဝိညာဉ်တော်မပါဘဲနဲ့တော့ကျွန်တော်တို့ရဲ့ကိုယ်ကာယဉာဏ်စွမ်းကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့အတိဘဟုတုတနဲ့တော့သွားဘလောက်ပဲအမြုပ်ထွက်အောင်ပြောလူပြောင်းလဲလာမှာမဟုတ်ဝိညာဉ်တော်ပါလာတဲ့အခါမှာဝိညာဉ်တော်ကဘယ်လိုပြောရမလဲဆိုတဲ့အရာကိုတွေ့ရတယ်တမန်တော်ခန်းကြီး1ပြန်ကြည့်ရင်ဘာတွေ့ရလဲဆိုရင်တမန်တော်ခန်းကြီး1ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာသူတို့ဒီတကိုးကိုရပြီးတော့မှဝိညာဉ်တော်ကသူတို့ကိုလွှမ်းမိုးလာတဲ့အခါသူတို့ဒီဘာစကားနဲ့ပြောလဲဆိုရင်
အမျိုးမျိုးသောဘာသာစကားနဲ့တရားဟောတယ်အမျိုးမျိုးသောဘာသာစကားကိုအင်္ဂလိပ်လိုမှာ other tongues လို့ပြောပါတယ် other tongues လို့ပြောပါတယ်သူတို့ကတော့ဂါလိလဲလူတွေကသူတို့ရဲ့စကားနဲ့ပြောလိုက်ပေမဲ့ကြားတဲ့လူတွေရဲ့နားမှာဖြုတ်ကိပီတို့နော်ဟိုအာရပ်တို့လည်းပါတယ်ပြီးတော့မှရိုမန်စကားနဲ့ကြားရတယ်ပြီးတော့မှကျွန်တော်တို့ဟလာအာရှုရီစကားနဲ့ကြားမယ်16မျိုးလောက်အဲ့ဒီမှာတွေ့ရလိမ့်မယ်အခန်းကြီး1မှာချင်းပြောဒီလူတွေကဘာလဲဂါလိလဲပြည်သားတွေတငါတဲ့ဘလို့မှဒီဘာသာစကား16မျိုးတက်ဆရာအကြောင်းမရှိဘူးဒါပေမဲ့ဝိညာဉ်တော်ဆင်းသက်လာတဲ့အခါခရစ်တော်ပြောခဲ့တဲ့အတိုင်းပဲတကိုးခံရတဲ့အတွက်ကြောင့်တက်တည်စဖြစ်လာတယ်ဒါကြောင့်သင်ဟာခုချိန်မှာကိုယ်ဘာသာစကားကလွှဲရင်ဗမာစကားကိုပြောဖို့ခတ်တာအင်္ဂလိပ်စကားကိုပြောဖို့ခတ်တာရှိနေပါလိမ့်မယ်ဒါပေမဲ့ဝိညာဉ်တော်သင်နဲ့တူရှိလာတဲ့အခါမှာသင်ပြောသင်နှုတ်ကထွက်တဲ့စကားတိုင်းကိုကြားတဲ့လူရဲ့နားမှာသူတို့ဘာသာစကားနဲ့နားလဲအောင်ထိုဝိညာဉ်တော်ကလုံနိုင်ပါတယ်ထိုနည်းတူစွာပဲကိုနှုတ်ကိုရဲ့ဝိငါချင်းကိုဝိညာဉ်တော်ကိုဥဆောင်ခိုင်းတဲ့အခါမှာကျွန်တော်တို့ရဲ့ဟောပြောခြင်းဟာတကိုးပါလာတဲ့အတွက်ကြောင့်ကြားနာတော်သူရဲ့သက်တာမှာထိမိပြီးတော့တိဆောက်ဆရာတွေဖြစ်လာမှာဖြစ်ပါတယ်ဝိညာဉ်တော်မပါဘဲနဲ့ပြောရင်တော့ဧဝံဂေလိကဧဝဂေလိဖြစ်သွားတတ်တယ်ဆိုတာလည်းအားလုံးအသိပဲဖြစ်မှာပါဒါကြောင့်ကျွန်တော်နောက်တစ်ခုသွားမယ် make your presentation clear and simple ကျွန်တော်တို့ရဲ့တင်ပြဆွေးနွေးခြင်းတွေမှာခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းကိုပြောတာခမည်းတော်ကျွန်တော်တို့ကိုချစ်ကြောင်းပြောတာတန်ရှင်တော်ဝိညာဉ်တော်ကခရစ်တော်ကိုရှင်ပြန်ထမြောက်စေပြီးတော့ခရစ်တော်သည်တည်ခြင်းကိုအောင်မြင်သောဖခင်ဖြစ်တယ်ဆိုတာပြောတာဒီအကြောင်းအရာတွေကိုပြောတဲ့အခါမှာကိုပြောတဲ့ flow လေးတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုရှိပြီးတော့အဲ့ဒီအရာဒီကြားနာသူအတွက်ရှင်းနေတဲ့အနေအထားဖြစ်ဖို့လိုအပ်တယ်ရိုးရှင်းဖို့လည်းလိုအပ်တယ်သူတို့တွေနဲ့ပြောတဲ့အခါမှာတော့အင်္ဂလိပ်စကားတွေညံ့ညက်ပြီးတော့ပြောတတ်တဲ့သူတွေလည်းတွေ့ဘူးတယ်။နော်ကျွန်တော်တို့ဆိုရင်ခေါက်ရိုးကျိုးပြီးတော့အဲ့ဒီဟာတွေကိုအင်္ဂလိပ်လိုညံ့ညက်ပြီးတော့မှသွားပြောတဲ့အခါမှာနားထောင်တဲ့သူကကျွန်တော်တို့ဆောနာအထိတ်မှာပြောခဲ့တယ်လို့ပဲ non believers အခြားသောဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်ဒီစကားအသုံးအနှုန်းတွေက used to မဖြစ်နေဘူး။ဒါတွေကိုကျွန်တော်တို့သွားပြီးတော့ကြားညက်ပြီးတော့သွားပြောလိုက်တဲ့အခါမှာသူတို့အတွက်နားကလောစရာတွေဖြစ်လာတယ်။ဒါကျွန်တော်တို့က presentation လုပ်တဲ့အခါ simple ရိုးရိုးရှင်းရှင်းပဲပြောပါဧဝံဂေလိတရားမှာပါတဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ပြောဖို့ဖြစ်တယ်။သူများဘာသာရဲ့အားနည်းချက်အာသာချက်တွေသွားပြီးတော့မချိတ်ဆက်ပါနဲ့။ကိုမနိုင်တဲ့အရာတခုကရှုပ်ထွေးပြီးပို့ပြီးတော့မှအဆုံးသက်မှာအကျိုးမရှိဘဲနဲ့ရှုပ်ထွေးသွားနိုင်တယ်ဆိုတော့ကိုသတိထားစေချင်တယ်။နောက်တစ်ခုက allow them the opportunity to ask question သူတို့ကိုလည်းမေးခွန်းပေးပါအခုပြောလိုက်တဲ့အရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောချင်တဲ့အတိတ်ပဲဟိုရှင်းလင်းလေးဟိုစားပေါ့ရလားဒါမှမဟုတ်ရှုပ်ထွေးသွားသလားအဲ့လိုလေးတွေမေးပြီးတော့သူတို့ကိုပြန်လဲမေးခွန်းမေးချင်အောင်ကျွန်တော်တို့ဒီအချိန်ပေးဖို့လည်းလိုအပ်တယ်ဒါမှကျွန်တော်တို့ကအပြန်အလှန်စကားပြောခြင်းဖြစ်မယ် Now stay focused on the essential elements of the gospel သိရေးကြည့်ပါတယ်ဒီချက်ကလေတခါလေကြာရင်ဝေငှနေတဲ့ဧဝံဂေလိတရားကဧဝံဂေလိတရားအကြောင်းထက်တခြားအကြောင်းအရာတွေအရန်ကြီးစီးဘယ်လိုခေါ်မလဲစိုးမိုးလာတဲ့အခါပြောနေတာတော့ကယ်တင်ချင်းအကြောင်းပြောဖို့ပဲရည်ရွယ်ပြီးတော့ပြောတာပဲခင်းလိုက်တဲ့အခင်းချင်းခြေစင်းတွေပါခင်းလိုက်တဲ့အရာ intro တွေပါဝင်လိုက်တဲ့အရာတွေကအရန်ကြီးဟောပေါ့အဲ့ဒါကြီးကိုဇောင်းပေးပြီးပြောလိုက်တဲ့အခါခရစ်တော်အကြောင်းမရောက်တော့ဘဲနဲ့အချိန်ကုန်သွားပြီးတော့ဟာကျွန်တော်အလုပ်ရှိသေးတယ်ဗျာ sorry ပဲကျွန်တော်နောက်မှတွေ့မယ်နော်ဆိုရင်အဲ့မှာလေသူပြောတဲ့ဧဝံဂေလိတရားကတဝက်တစ်ပြက်နဲ့ဘာမှမပြီးသွားဘူးဘာမှန်းတော့တီးလိုက်မှာမဟုတ်ဒါကြောင့်ကျွန်တော်တို့ကစပြောပြီးဆိုတဲ့ကဘာကို focus လုပ်တာဘာကိုပဲအာယုံစိုက်ထားရမလဲဆိုရင်ဧဝံဂေလိ၌ပါတော့တကယ်အဓိကအစိတ်ပိုင်းတွေကိုပြောဖို့သိရေးကြည့်ပါတယ်ဒါလေးကိုခဏနေကြကျွန်တော်မင်းကုန်းနေနဲ့ပြန်မေးပါမယ် relax God is in charge အဲ့ဒါသိရေးကြည့်တယ်တခါလေးချရင်ကျွန်တော်တို့ကလေဟောပြောတဲ့အခါကိုဟောပြောပြီးလူတယောက်မပြောင်းလဲလာမအောင်အရန်ဆိုရင်တော့မရမကအဲ့လူကိုအတင်းခွပြီးတော့ကျွန်တော်တို့ကပြောတော့ဟာခမရယုံကြည်တော့ခင်ဗျာအသာခေါ်ကြည့်တော့စသဖြင့်အခုလက်ခံတော့မလားအကျဉ်းလုပ်လိုက်တဲ့အခါမှာနော်ဘယ်သူမှအဲ့ဒါကိုမကြိုက်ဘူးဒါကြောင့်ပြောတဲ့အခါမှာဝိညာဉ်တော်ရဲ့တကူတော်နဲ့တော့ပြောပါဒါပေမဲ့တတိလဲထားပါတစ်ချိန်တည်းမှာဘုရားသခင်သားလည်းထိုလူကိုပြောင်းလဲစေတယ်ဆိုတာကိုနားလည်စေချင်တယ်ဝိညာဉ်တော်ကပဲအဲ့ဒီလူတယောက်ရဲ့အသက်တာကိုပြောင်းလဲစေနိုင်တယ်သင်ပြောတဲ့စကားပေါ်မှာဘ
ဖျားကထိုလူရဲ့နှလုံးသားကိုပြောင်းလဲပေးစေနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်တယ်။အဲ့ကြားနာဖို့တော့သင်ပြောရမှာဖြစ်တယ်။ဟုတ်ပြီနော်။ကြားနာဖို့တော့သင်ပြောရမှာဖြစ်တယ်။ကြားနာလိုက်တဲ့စကားဟာယုံကြည်ခြင်းပါလာဖို့ရင်ဖျားလုပ်လိမ့်မယ်။ဒါကြောင့်ဝိညာဉ်တော်လိုတယ်ဆိုတဲ့အရာဒါလည်းပါပါတယ်။ဒါကြောင့်ကျွန်တော်တို့လူတယောက်ကိုဟောပြောလိုက်လို့မပြောင်းလဲလာမှာဘယ်တော့မှမစိုးရိမ်ပါနဲ့။ပြောရမယ့်စကားကိုရှင်းရှင်းလင်းလင်းနဲ့အဓိကအချက်တွေပါဖို့ရန်ပြင်ဆင်ပြီးတော့ဟောပြောစေချင်ပါတယ်။အဓိကအချက်တွေကိုသေချာသတိထားပြီးပြင်ဆင်ထားပါ။ကိုဧဝံဂေလိဟောဖို့ရန်အမြဲတမ်းကိုယ့်ရဲ့ message လေးတွေပြင်ထားစေချင်ပါတယ်။ tools ထဲမှာကျွန်တော်ထပ်ထည့်စေချင်တာကတော့နော် message ကိုတိဆောက်ထားပါ။အဲ့တော့ကိုဘယ်လိုပြောင်းလဲလာလဲဆိုတဲ့ message တွေပြောလို့ရတာရှိတယ်။ကိုခရစ်တော်ကိုဘယ်လိုလက်ခံရရှိခဲ့တယ်လဲ။ခရစ်တော်ကိုဘာကြောင့်ယုံကြည်လက်ခံခဲ့တယ်လဲ။ယုံကြည်လက်ခံပြီးတဲ့အချိန်ကစကိုယ့်ရဲ့အသက်တာဘယ်လိုပြောင်းလဲသွားတယ်လဲ။ဒီဟာလေးနှစ်ခုကို comparison လုပ်ပေးလိုက်ခြင်းကတတ်သိဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်နှမများကကိုတယောက်ယောက်နဲ့တွေ့ပြီဆိုရင်ဟောပြောဖို့ဘုရားရှင်ကကျွန်တော်လမ်းဖွင့်ပြီဆိုရင်သူ့ကိုပြောမဲ့ message အဲ့လိုဘုရားအခွင့်ပေးတဲ့အခါပြောလို့ရမယ့် message ကိုအမြဲတမ်းအစင်သင့်ပြင်ထားဖို့အရေးကြီးတယ်။အခုကျွန်တော်မေးတော့ပါမယ်။ဒီမှာရှိတဲ့ဆက်ဆရာမတွေအားလုံးလည်းစူးစမ်းပြီးတော့ကျွန်တော်တို့ဖြည့်ပေးပါဝင်ဆွေးနွေးပေးပါ။ကျွန်တော်တို့မေးတဲ့အခါမှာလည်းဆက်ဆရာမတို့ရှိရနေလဲကျွန်တော်ပြန်သင်ယူချင်တာဖြစ်တယ်။ကျွန်တော်ဘက်ကပဲပြောနေတဲ့အရာမျိုးမဟုတ်ဘဲနဲ့ဆက်ဆရာမတို့ထဲမှာရှိပြီးသားအရာတွေဖြစ်တဲ့ကြောင့်ဒါကိုပြန်ပြီးတော့ sharing လုပ်ပါနော်ကျွန်တော်ရဲ့အသက်တာမှာတွေ့ကြုံထားတဲ့ experience တွေဟာတန်ဖိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်မေးပါမယ်ဆက်ဆရာမတို့အတွက်အသက်တာထဲမှာဘုရားရှင်နေ့တူဝကိုဖြတ်တန်းနေတဲ့အချိန်မှာဧဝံဂေလိဝေငှဖို့ကြုံလာခဲ့အဲ့ဒီဧဝံဂေလိ message တွေပြင်ထားတာဘယ်နှယောက်ရှိလဲကျေးဇူးပြုရဲ့ thumbs up လေးလုပ်ပေးပါရှိတယ်ဆိုရင်ရှိတယ်မရှိဘူးဆိုရင်မရှိဘူးရပါတယ်ခင်ဗျဟုတ်ပြီဆရာတယောက်တွေ့တယ်ဆရာ Reverend ထန်ကိုခွာနော်ကျွန်တော်တွေ့တယ်ဆရာမ Rudy ဟုတ်ကဲ့ဆရာ John 3ယောက်ရှိသေးလားဆရာမ Amy ဆန်4ယောက်ရှိသေးလားကိုဖျားကပေးတွေ့လာခဲ့ရင်အဲ့ဒီလူတယောက်ဘယ်သူကိုမဆိုကျွန်တော်ဝေငှဖို့နော်အဲ့ဒီ message ကျွန်တော်မှာရှိတယ်ကျမမှာရှိတယ်ဆိုရင်ပြောလို့ရတယ်4ယောက်တော့ကျွန်တော်တွေ့တယ်ကျွန်တော်ကြံခဲ့ရင်ခွင့်လွှတ်ပေးပါရှိသေးလားကျွန်တော်ပြန်ပြောမယ်ဆရာ John ပြီးတော့မှဆရာ Reverend ထန်ကိုဟွာပြီးတော့မှဆရာမ Rudy ပြီးရင်ဆရာမ Amy ဆန်ဆရာမပန်းအောင်လည်းရှိတယ်ကောင်းပြီ9ယောက်ကျွန်တော်တွေ့ခဲ့ရပြီအယံဝမ်းတာတယ်ဆရာမစာတော်ပါလားမရှိသေးဘူးเนาะဒါဆိုရင်ကျွန်တော်အကြံပြုချင်တယ်မိမိရဲ့အတ္တတာဘလို့ခရစ်တော်ကိုဘာကြောင့်လက်ခံခဲ့တယ်တနည်းအားဖြင့်ပြောမယ်ဆိုကိုဘလို့ပြောင်းလဲလာတာပြောတော့မှာပေါ့เนาะကိုယ့်ရဲ့အတ္တတာကခရစ်တော်ကိုလက်မခံခင်မှာဘလို့ခရစ်တော်ကိုမိမိကယ်တင်ပါရှင်ပြီးအတ္တတာထဲမှာခေါ်ခွေလက်ခံတဲ့အခါမှာဘလို့ဖြစ်သွားတယ်အဲ့တော့ခရစ်တော်ဟာကျွန်တော်တို့ရဲ့အတ္တတာအတွက်ဘာတွေလုပ်ပေးခဲ့တယ်ဒါလေးပေါ့ဒီ3ပိုင်းလောက်ကိုကျွန်တော်တို့ message တစ်ခုအနေနဲ့တိဆောက်ပြင်ဆင်ထားပေးစေခြင်းနဲ့အဲ့တော့အဓိကပါရမယ့် message ကိုအခုကျွန်တော်ပြောပါမယ်အဲ့တော့ကျွန်တော်အခုပြောတဲ့ဟာကကျတော့ message တိဆောက်ခြင်းမှာအဓိကသုံးရမယ့်အရာဖြစ်ပါတယ်ကျွန်တော်တကယ်တမ်းဆိုရင်မနေ့ကတည်းကနေသိမကောင်းဘူးဒါပေမဲ့ဘုရားသခင်ရဲ့ဒီဧဝံဂေလိတရားနဲ့ဒါအကြောင်းတွေပြောရင်လူကပြန်ချမ်းသာသွားတယ်မနဲ့ထားပြီးဆိုကျွန်တော်ပြန်ပြီးတော့ကိုပူချိန်ပြန်တက်တယ်ပြီးရင်ပြန်ကောင်းသွားတယ်ကျေးဇူးတော်ပဲโอเคကျွန်တော်ခုပြမယ် slide ကိုကျွန်တော်ပြန် share ပါမယ်ခဏလေးပါโอเคဆိုတော့ gospel ဆိုတဲ့အရာကိုမနေ့ကကျွန်တော် define လုပ်ခဲ့ကြတယ် Oxford တက္ကသိုလ်တို့မှာစပြီပေါ့နော်ဒီဘာသာပြန်ဆိုခဲ့တဲ့ definition ဖွင့်ဆိုထားတဲ့အရာတွေကိုကျွန်တော်ကြည့်တဲ့အခါ the gospel ဆိုတာဘာကိုပြောတယ်လဲဒါတော့ secular word ကနေတင်ပြထားတဲ့ what is the gospel
ဒီနေ့နှုတ်ကပတ်တော်ကပြောတဲ့ the gospel ဆိုတာဘာလဲဆိုတာကိုတမန်တော်ကြီးရှင်ပေါလုကကိုရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး15အငယ်4မှာเนาะအငယ်3-4မှာပြောပါတယ်အဲ့တော့အခုဒီမှာကျွန်တော်တို့အားလုံးအတူတူကဖတ်ကြည့်ကြရအောင်ကျွန်တော်လည်းအတူပေါ့เนาะတစ်ကနေစဖတ်ပါမယ်1 2 3ညီအကိုတို့အာဒီတင်တို့အားဘောကူတီနေတို့ဒီခံယူ၍ဒီဝဲစီကတ်တော်ဒီဝန်ကြီးတရားတင်တို့အားဟာကြားလိုက်တော့ခဲ့ပူပိတာတဲ့တော့ခဲ့ပူပိတာအခုတခါထပ်ပြောမယ်ထပ်ပြောပါတယ်အထက်ကငါဟောပြောသည့်အကြောင်းများကိုတင်တို့သည်အကျိုးမဲ့မယုံပဲစိတ်ဆွဲလန်းနေကိုအေးဝင်ကြီးတရားအားဖြင့်ကဲတင်တော်မူခြင်းသို့ရောက်ကြ၏အဲ့ဒီငါအရင်ကပြောခဲ့တယ်အခုထပ်ပြောတဲ့အဲ့ဒီအေးဝင်ကြီးတရားကိုတကယ်ပဲစိတ်နှလုံးအကျွင်းမဲ့နော်ဆွဲလန်းပြီးတော့ယုံကြည်မယ်ဆိုရင်ကဲတင်တော်မူခြင်းကိုတေချာပေါက်မင်းတို့ရောက်မှာဖြစ်တယ်အဲ့တော့အဲ့ဒီတရားဘာလဲဆိုတော့3နဲ့4ပါသူကပေါလုကပြောပါတယ်ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းတင်တို့အားရှေးဦးစွာအပိသောအကြောင်းအရာခရစ်တော်သည်ကျမ်းစာလာတိုင်းမတည်အကြောင်းအဲ့ဒီအချက်ကိုသင်မပြောလို့မရဘူးယေရှုခရစ်တော်အသေးခံခြင်းဟာဘာကြောင့်လဲအဲ့ဒီအရာကိုပြောတဲ့အခါမှာခရစ်တော်သည်ကျွန်တော်တို့အတွက်အသေးခံတာဟာကျွန်တော်တို့ရဲ့အပြစ်ကြောင့်ဖြစ်တယ်ဆိုတဲ့အရာသူသည်ကျွန်တော်တို့ပြောနေတဲ့စကားကိုနားထောင်နေတော့သူသို့မဟုတ်သူမဒီအပြစ်ရှိတယ်ဘလို့အပြစ်မျိုးလဲဗီဇအပြစ်တွေရှိတယ်အဲ့ဒီဗီဇအပြစ်ဟာဘလို့ကြောင့်ပါလာတယ်လဲအဲ့ဒီဗီဇအပြစ်ကြောင့်ကျွန်တော်တို့ဒီဒုစရိုက်ကိုလောက်ကြတယ်အဲ့ဒီအပြစ်ရဲ့အခါကတော့သေခြင်းဖြစ်တယ်ဘာသေတာလဲဒါတွေကျွန်တော်ပြောပြအဲ့ဒီသေခြင်းကသာဝရသေခြင်းဖြစ်တယ်ထိုသာဝရသေခြင်းကနေဘုရားကျွန်တော်တို့ကိုသားတော်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုစားအပြစ်ကြွေးကိုအသက်နဲ့ပေးချေခဲ့ပြီးတော့မှကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကနေကျွန်တော်တို့ကိုရွေးနှုတ်ခဲ့တယ်ငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏မပြောလို့ကိုမရပါဘူးပြီးတော့အသေးခံတဲ့နောက်တကြိုခြင်းကိုလုံးဝထဲ့မပြောလို့မရပါဘူးခရစ်တော်ရဲ့တကြိုခြင်းအကြောင်းကိုသင်မပြောဘဲရှင်ပြန်ထမြောက်ခြင်းကိုဘယ်တော့မှမသွားပါနဲ့တကြိုခံခဲ့တယ်ဆိုသိကြဖို့လိုတယ်ဘာကြောင့်လဲတကြိုခံပြီးမှရှင်ပြန်ထမြောက်ခြင်းလာမှာဖြစ်ပါတယ်ဒါကြောင့်ခရစ်တော်သည်အသေးခံတော်မူ၏တကြိုပြီးမှကျမ်းစာလာသည့်အတိုင်းအဲ့ဒီကျွန်တော်တို့ရဲ့အုံနောက်အတွေးခေါ်နဲ့နော်ရှေးရိုးပုံမြင်တွေကနေဆင်းသက်လာတဲ့အယူအဆဒါနာကြီးတွေမဟုတ်ဘဲနဲ့ according to the Bible according to the scripture ကျမ်းစာလာသည့်အတိုင်းလို့ပြောပါတယ်3ရက်မြောက်သောနေ့မှာထမြောက်တယ်တကြိုပြီးမှ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်ဒီအချက်3ချက်ဟာကျွန်တော်တနေရာမှာပြန်ပြီး highlight လုပ်ပေးမယ်နော်ခဏလေးကျွန်တော်ဒီမှာတစ်ချက်လေးဟိုဖြစ်ပေးပါမယ်ကောင်းပြီဆိုတော့3ရက်မြောက်သောနေ့၌ထမြောက်တဲ့အကြောင်းအဓိကတော့ရှင်ပြန်ထမြောက်တယ်အပြစ်ကြောင့်အသေးခံတယ်သိကြိုခံတယ်ပြီးရင်သေခြင်းကရှင်ပြန်ထမြောက်တယ်ဒီအကြောင်းအရာဟာဘယ်တော့မှမပြောင်းလဲတဲ့ဧဝံဂေလိတရားဖြစ်ပါတယ်ဒါကြောင့်ယောမခန်းကြီး10ထဲမှာလည်းဘာပြောလဲဆိုရင်ယေရှုခရစ်ဟာယေရှုခရစ်တော်ကိုစိတ်နှလုံးနဲ့ယုံကြည်၍နှုတ်ကဝန်ခံရင်ကယ်တင်ခြင်းကိုရောက်လိမ့်မယ်ဖြောင်းမရသို့ရောက်ခြင်းကစိတ်နှလုံးနဲ့ယုံကြည်ရတယ်ကယ်တင်ခြင်းသို့ရောက်ခြင်းကနှုတ်ဖြစ်ဝန်ခံရတယ်ခမည်းတော်ဘုရားသခင်သည်သူ့ကိုသေခြင်းကနေထမြောက်စေတော်မူပြီဟုစိတ်နှလုံးထဲ၌ယုံကြည်လျင်ကယ်တင်ခြင်းကိုရောက်လိမ့်မယ်ဒါကြောင့်သူရှင်ပြန်ထမြောက်ခြင်းအထိပါတဲ့ဧဝံဂေလိတရားကိုသင်မပြောဘူးဆိုရင်သင်ပြောတဲ့ဧဝံဂေလိတရားဟာလုံးဝမပြည့်စုံပါဘူးဒါကြောင့်ထပ်ပြောခြင်းနဲ့ပေါလုဟာကိုရိန္သုအသင်းတော်ကိုစာရေးတဲ့အခါမှာငါပြောခဲ့ပြီးသောဧဝံဂေလိကိုအခုငါထပ်ပြောမယ်အဲ့ဒီဧဝံဂေလိတရားကိုမင်းတို့တကယ်ယုံကြည်ဆွဲလန်းခဲ့မယ်ဆိုရင်တော့ကယ်တင်ခြင်းကိုရောက်လိမ့်မယ်
အဲ့ဒီငါပြောခဲ့တဲ့အရာကတော့ကျမ်းစာလာတဲ့အတိုင်းပဲငါတို့အပြစ်ကြောင့်အဲ့ဒီအပြစ်ကိုကျွန်တော်သေချာပြောပြမယ်ခရစ်တော်ဒီအသေးခံတယ်ကိုစားအသေးခံခြင်းကိုပြောပြလို့ရတယ်ဒီနေရာမှာထူးခြားတဲ့ဥပမာတွေပြောလို့ရပါတယ်နော်ထင်ရှားတဲ့တိတာတဲ့ဥပမာတွေလည်းပြောလို့ရတယ်ထောင်ထဲမှာကြာနေတဲ့သူတိုင်းကအပြစ်ရှိလို့မဟုတ်ပါဘူးတချို့တွေကကိုစားအကြခံရတာရှိပါတယ်ကျွန်တော်သိတဲ့မိတ်ဆွေနော်တကယ်ပဲချမ်းသာတယ်မြို့တစ်မြို့မှာအင်မတန်ချမ်းသာပါတယ်ဒါပေမဲ့စီးပွားလည်းပြတ်သွားတဲ့အချိန်မှာဘဏ်ရဲ့ငွေကြေးတွေကိုသူချီးပြီးတော့မှပြန်မဆက်နိုင်တော့မဆက်နိုင်တဲ့အခါမှာအိမ်သိမ်းတဲ့အပြင်ဘဏ်ကသူ့ကိုဘာလုပ်လဲဆိုတော့အဲ့ဒီအိမ်ကိုသိမ်းတဲ့အပြင်နောက်ထပ်သိန်းပေါင်း350အကျွေးဆက်ရမယ်တစ်လအတွင်းမဆက်ရင်ထောင်ချမယ်ဒီလိုပြောတဲ့အခါမှာသားသမီးတွေကရှေ့နေနဲ့သွားပြီးတော့တရားသူကြီးရှိမှပြန်ပြီးအယူခံတဲ့အခါကျတော့နော်ရှေ့နေကအကြံပေးတယ်အဲ့တော့ယူထားတဲ့သူကအဖေဖြစ်ပေမဲ့သားကအဖေကိုစားအဖေတက်ကြီးအိုမနဲ့ထောင်ထဲသွားလို့မရဘူးဒါကြောင့်အဖေကိုတခြားနည်းနဲ့ဆက်လို့မရတော့ဘူးဆိုရင်ထောင်ကြတော့မယ်ဆိုရင်သားကပဲကိုစားအကြခံပေးဖို့ဆိုတဲ့ဟာမျိုးသွားပြီးတော့မှတောင်းဆိုကြတယ်လက်ခံတယ်နော်ဒါတွေလုပ်နေကြတာရှိတယ်ချို့တွေကအိမ်မီးလောင်သွားတယ်ဒါလည်းတကယ်ဖြစ်ပျက်ပါပဲအိမ်မီးလောင်တဲ့အခါမှာနေတဲ့လူကမိခင်အိုကြီးဖြစ်တဲ့အခါမှာအိမ်လောင်သွားတဲ့အခါကျတော့ရက်ွက်ထဲမှာမီးပေါ်စားမှုနဲ့မိခင်ကြီးကထောင်ချခံတော့ရဲစခန်းအကြံပေးတယ်တက်ကြီးအိုမနဲ့ထောင်ချမယ်တူဘာပဲဖြစ်ဖြစ်သားသမီးတယောက်ကနာမည်ခံပြီးတော့တာဝန်ခံမှရမယ်မိခင်ကြီးကိုတော့ထောင်မကြစေချင်ဘူးဒီလိုနဲ့သွားတယ်ဒါကြောင့်တယောက်ကကိုစားတကယ်အပြစ်ရှိတာတော့ငွေချီးသူဖခင်ပေါ့တကယ်အပြစ်ရှိတာတော့အိမ်ကိုရှင်စေးကနေလောင်သွားစေတဲ့မိခင်ကြီးပေါ့ဒါပေမဲ့လည်းသားသမီးကကိုစားဝင်လိုက်တဲ့အခါမှာတကယ်ပေါ်စားခဲ့တဲ့တာဝန်ရှိတဲ့မိခင်ဖခင်တွေကလွတ်သွားရှာတယ်ဒါကလောကမှာတကယ်လက်တွေ့တရားပဲဒါမျိုးလေးတွေကိုကျွန်တော်တို့ကကိုစားအသေးခံခြင်းအကြောင်းကိုပြောပြဖို့ငါတို့အပြစ်ကြောင့်အသေးခံတယ်ဒါကိုကျွန်တော်တို့ရိုးရှင်းတဲ့ဥပမာတွေနဲ့ပြောလို့ရတယ်တကယ်တကြိုခဲ့တယ်အဲ့ဒါကိုကျွန်တော်ဗာနဲ့လှမ်းချိတ်လဲဆိုတော့ထမြောက်ခဲ့တယ်ဆိုတာနဲ့ပြန်ချိတ်ရတယ်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်သေချာပေါ့သူ့ရဲ့ကြံရစ်ခဲ့တဲ့အယိုးတွေကြံရစ်ခဲ့တဲ့အယိုးခုံဥကောင်းတွေဟာလားကြံရစ်ခဲ့တဲ့သူ့ရဲ့သပင်းတွေဒါတွေကိုခရိယာန်တွေကြားမှာလူနေမှာနော်ဒါတွေလူနေမှာပဲပြီးရင်အဲ့ဒါတွေနဲ့ပဲရံပွဲဖြစ်တယ်ထပ်ပြီးတော့တေချာတာကယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဒါမရှိခဲ့ဘူးဆိုရင်ဒီနေ့ခေတ်မှာမီဒီယာဒီလောက်ထွန်းကားနေတဲ့ခေတ်မှာခရစ်တော်ရဲ့အယိုးတော့တွေ့တယ်ဟေးလို့ဒီလောက်ထွန်းကားတဲ့သိပ္ပံပညာရှင်ကအငြိမ်နေမှာမီဒီယာကနေမဖြန့်မဲနေမှာမဟုတ်ဘူးဒီနေ့အထိဘယ်တော့မှဘယ်မီဒီယာကမှဘယ်သမိုင်းပညာရှင်ကမှခရစ်တော်ရဲ့အယိုးတွေတွေ့ပါတယ်လို့ဒီနေ့ထိမပြောပါဘူးဒါတွေဟာရှင်ပြန်ထမြောက်ခြင်းရဲ့သက်သေတွေဖြစ်တယ်တခါတည်းကျရင်တော့ကျွန်တော်ဗာသုံးသပ်လဲဆိုတော့ indirect နည်းနဲ့ကျွန်တော်သုံးတယ်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုရင်သူ့ရဲ့သွားတွေကိုကျွန်တော်တို့တွေကနော်ထပ်ပနာထပြီးတော့မှဆွဲတော့လို့ကျွန်တော်တို့ကကိုးကွယ်မှာပေါ့ယေရှုခရစ်တော်သာရှင်ပြန်ထမြောက်ခြင်းမရှိရင်သူ့ရဲ့သပင်တွေဒီလောက်ရှည်တာစံတော်လို့ကျွန်တော်တို့ကတည်ထားကိုးကွယ်မှာပေါ့ဒါပေမဲ့ယေရှုခရစ်တော်တကယ်ရှင်ပြန်ထမြောက်ခဲ့တဲ့အတွက်ကြောင့်ဆွဲတော်လည်းမရှိဘူးစံတော်လည်းမရှိဘူးဓာတ်တော်ဆိုတဲ့အယိုးတွေလည်းမရှိဘူးတကယ်ထမြောက်ခဲ့တယ်တခါလေကြာရင်ကျွန်တော် indirect နီးလေးနဲ့ကျွန်တော်ဒီဟာမျိုးတွေကိုတော့ပြောပြတာမျိုးတော့ရှိခဲ့ဘူးတယ်to be honest ကျွန်တော်ဝန်ခံတယ်ဒါပေမဲ့လည်းအတက်နိုင်ဆုံးတော့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာကိုအယိုးရှင်းဆုံးတဲ့ဝိညာဉ်တော်ရဲ့တကိုးနဲ့ကျွန်တော်ပြောပြခြင်းဟာတစ်ဖက်လူပြောင်းလဲဖို့ပို့ပြီးတော့တေချပါတယ်တခါတည်းကျရင်ကျွန်တော်တို့ရဲ့ဉာဏ်ကိုမျိုးပြီးတော့မှကျွန်တော်သုံးလိုက်တဲ့ပေးလိုက်တဲ့ဥပမာဟာတစ်ဖက်မှာရှိတဲ့လူတွေရဲ့ခံစားချက်မခံချင်စိတ်တွေကိုတွားပြီးတော့ထိုးနှက်တာမျိုးတွေဖြစ်သွားစေတတ်တဲ့အတွက်ကြောင့်
indirect သုံးရင်တောင်မှတွေ့ဝိုက်တော့နီးနဲ့ပြောရင်တောင်မှအင်မတန်ကိုကျွန်တော်တို့ double check တေးချအောင် double check လုပ်တင်ပါတယ်ဆိုတော့ဒါလေးတွေကကျွန်တော်တို့အဓိကတော့ပြောပြရင်းနဲ့ပေါ့နော် tools တွေမှာကျွန်တော်ထည့်ပြောချင်တာလည်းဖြစ်တယ်ဆိုတော့အခုဒီမှာအဓိကပေးချင်တဲ့ message ကတော့ A1K ဟေးလို့ပြောရင်ဒီအချက်၃ချက်မပါဘဲနဲ့ဘယ်တော့မှ A1K တရားမပြည့်စုံကြောင်းကိုပြောသွားချင်တာဖြစ်ပါတယ်ဟုတ်ပြီဆရာမအေးမိဆန်လက်ထောင်လိုက်သလားကျွန်တော် screen share ထားတော့ alert ပဲပေါ်နေလို့ပါ拜拜不看还有呢ဆရာမအေးမိဆန်ကြားရလားကြားရတယ်ဆရာခုနပြောတာလေးပို့ပြီးတော့သဘောပေါက်သွားလို့လက်ထောင်လိုက်တာပါဆရာဒါဆိုရင်ကျွန်တော်နောက်တစ်ခုထပ်သွားလိုက်မယ်နော်အဲ့တော့ do's တွေကိုကျွန်တော်ပြောခဲ့ပြီအခုနကျွန်တော်ပြောခဲ့တဲ့essential နော်ဒီ stay focused on the essential elements of the gospel ဆိုတဲ့အရာလေးပေါ့နော်ဧဝံဂေလိသတင်းကောင်းရဲ့အဓိကအစိတ်ပိုင်းတွေကိုမရှိမဖြစ်ပါဝင်ရမယ်အစိတ်ပိုင်းတွေကို focus ထားပါဆိုတာအဲ့ဒါလေးကိုပြောတာဖြစ်ပါတယ်နော်ပြောလိုက်တဲ့အခါမှာ2 နာရီလောက်တော့ပြောခွင့်ရလိုက်တယ်ဒါပေမဲ့ဒီဟာတွေတလုံးမှမပါသွားဘူးသို့မဟုတ်ဆောနာကအဓိက essential element ဖြစ်တဲ့3ပိုင်းလုံးဝမထည့်ဖြစ်လိုက်ဘူးဆိုရင်တော့သင်ရဲ့ဧဝံဂေလိတရားဟာမပြည့်စုံဘူးလို့ပြောချင်ပါတယ်ဒါကနှုတ်ကပတ်တော်တိုင်းကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်တခါတည်းကြရင်တော့ဒီမှာကျွန်တော်တခုထပ် sharing လုပ်ချင်တာရှိပါတယ်ဒီအကြောင်းအရာတွေကိုမဖြစ်သေးဘဲနဲ့ခရစ်တော်ကိုမီးစမ်းတဲ့လူတွေလည်းရှိတယ်နော်အဲ့ဒါလေးကိုတစ်ချက်အရေးကြီးလို့ခဏလေးကျွန်တော်ချိန်ယူပြီးတော့ပြောချင်တယ်ကျွန်တော်တို့အခု the city မှာပါဝင်နေတဲ့အဆိုတော်ထွန်းအောင်စင်ကိုထွန်းအောင်စင်ပါသူကကျွန်တော်တို့အသင်းတော်ရဲ့ဒီတိုင်းနိုင်ငံအတွက်နှစ်ပတ်တစ်ချိန်ဆူတောင်းခြင်းအစီအစဉ်မှာ Zoom နဲ့ join ပို့တယ်တက်တေခါနဲ့အခါမှာသူပြောင်းလဲလာပုံလေးကိုသူကရိုးရှင်းစွာပြောပြတယ်ကျွန်တော်ကခရစ်တော်ကိုဘယ်လိုရရှိခဲ့လဲဆိုရင် night club မှာသွားပြီးတော့နော်ကရင်းနဲ့လူတယောက်ကိုတွေ့ခဲ့တယ်အဲ့လူရဲ့နာမည်ကမုံလို့ခေါ်တယ်သူက keyboard တီးတယ်တရက်ကျတော့ကျွန်တော်သူ့ကိုကြည့်တဲ့အခါမှာဒီလောက် night club ရောက်နေပြီးတော့အရက်လည်းမတော့ဆက်လိတ်လည်းမတော့အရင်ထူးဆန်းသွားလို့ကျွန်တော်သွားမေးတယ်ခင်ဗျားဘာလို့ရက်မတော့လဲခင်ဗျားဘာလို့ဆက်လိတ်မတော့လဲကျွန်တော်ဖះကိုကြောက်တယ်လို့ပြောလိုက်တယ်အဲ့မှာထွန်းအောင်စင်ကအဲ့တုန်းကတော့လောကီသားဖြစ်တဲ့အတွက်ကြောင့်ဘာထပြောလဲဟာဒီကောင်ကောက်ကြောက်မယ်အိမ်ကမိန်းမကိုကြောက်တယ်ဆိုနည်းနည်းအဓိပ္ပာယ်ရှိသေးတယ်ဖះကိုကြောက်တယ်ဘာလဲကွာပေါ့နော်ဒါအခြားဘာသာဝင်တယောက်ရဲ့စဉ်းစားတဲ့ပုံပေါ့ဖះကိုကြောက်တယ်ဆိုတဲ့ဟာသူတို့တက်ကအရန်ထူးဆန်းစလိတ်တောက်တာအရက်တောက်တာကအခြားဘာသာဝင်မှာဒါကထမင်းစားရေတောက်ပဲမဟုတ်လားသူတို့တက်ကထမင်းစားရေတောက်ပဲဘာမှမထူးဆန်းဘူးဒါပေမဲ့ယုံကြည်သူတယောက်ရဲ့ဖြေလိုက်တဲ့အဖြေကဖះကိုကြောက်လို့ဆိုတဲ့ဟာကဟာမိမကြောက်ရင်ဟုတ်တုတ်ကွာဒီကောင်ဖះကိုကြောက်လို့ဆိုတော့တော်တော်ကောင်းနေတဲ့ကောင်ပဲဆိုဒီလိုပဲထားလိုက်တယ်ဒါပေမဲ့တနေ့ကျတော့ထွန်းအောင်စင်အရန်အောင်မြင်လာတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့အရန်ကိုသူအလွန်ကျွန်းငွေစေဘွားအစသုံးဆွဲတယ်အရက်တွေတောက်တယ်သူ့မှာအတန်တွေကွဲလာတယ်နော်ဒီဆိုတဲ့ vocal voice က force ကအဲ့လောက်မကောင်းတော့အဲ့တော့သူပွဲတွေပြက်ရတယ်နော်တကယ်အခွင့်အရေးကြီးတွေလက်လွတ်ဆုံးရှုံးခဲ့ရတယ်နောက်ဆုံးသူချမ်းသာတဲ့ဓမ္မခံနိုင်တော့ပဲနဲ့ပျက်စီးရင်လည်းနောက်ဆုံးဘာဖြစ်လာလဲဆိုရင်သူငားနေရတဲ့တိုက်ခန်းကိုပြန်ရောက်သွားတယ်အဲ့ဒီအချိန်မှာအရန်စိတ်ညစ်ပြီးတော့မှဖြစ်တဲ့အချိန်မှာစောနာက night club မှာတွေ့ခဲ့တယ်ကိုမုံဆိုတဲ့လူကိုသူကဖုန်းလမ်းဆက်တယ်မုံငါဘယ်လိုပါပေါ့နော်ပြောတဲ့အခါပြောလေငါအရန်စိတ်တက်ကြနေတယ်ငါဘာလို့မှမသိဘူးငါမှအများကြီးပဲစိတ်ရင်တစ်ခါလေးတီးချင်လိုက်တာလို့သူပြောတော့ကိုမုံကစကားအများကြီးမပြောဘူးတဲ့တလုံးပဲပြန်ပြောယေရှုကိုခေါ်ကြည့်ပါဖုန်းကိုသူကြည့်တော့ဒီကောင်ကောက်ကြောက်ပဲဆိုခွက်ချက်တခါပြန်ချတယ်အဲ့ဒါထားလိုက်တော့ပေါ့ဒါပေမဲ့သူအဲ့မှာထပ်ပြီးတော့အချင်းကြီးဆိုးလာတဲ့အခါကျတော့တပတ်နှစ်ပတ်ကြာတော့သူလည်းအမှတ်မရှိဘူးတော့တခါထပ်ပြီးတော့မှ
ကိုမုံမုံကျွန်တော်အရင်စိတ်တက်ကြနေဘာလို့မှမသိဘူးကျွန်တော်အကြံပေးပါယေရှုကိုခေါ်ကြည့်ပါဒါပဲပြောတယ်နောက်ဆုံးကြောက်သူဘာဖြစ်သွားလဲဆိုတော့အဲ့ဒီယေရှုခရစ်တော်ဘုရားကိုဒီလောက်မှပြောနေတာကွာဆုတောင်းကြည့်မယ်ဆိုတော့သူဆုတောင်းတယ်အဲ့တုန်းကတော့သူကယေရှုကိုယေရှုဖျားလို့ဘာလို့မခေါ်တတ်ဘူးနော်သူကခမားနဲ့ကြုံတဲ့စကားပြောတယ်ခမားကအေးယေရှုခမားကတကယ်တက်ရှင်တယ်ဆိုကျွန်တော်ဘဝမှာအခုတွေ့ကြုံနေတဲ့ပြဿနာကိုဖြေရှင်းဖို့ကိုညီပါပေါ့အဲ့နဲ့ဘာဖြစ်သွားလဲဆိုတော့တပတ်လောက်ကြာသူမိမိပြော့ပြော့ဖြစ်သွားတဲ့အချိန်မှာပွဲတစ်ပွဲကိုသူကမ်းလန်းလာတော့ပွဲတစ်ပွဲကိုသူလက်ခံလိုက်တယ်အဲ့ပွဲကဘယ်မှာလုပ်တဲ့ပွဲလဲဆိုတော့အခုဆက်ဆံမတို့ရန်ကုန်မှာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီစိုက်ပျိုးရေးမှတ်တိုင်မှာရှိတဲ့ဟိုလေဘာခေါ်လဲအဲ့ဒီနေရာက Times Square ရဲ့ဒီဘက်နားမှာပေါ့နော်စိုက်ပျိုးရေးမှတ်တိုင်မှာဝင်လိုက်ရင်ဟိုပါပေါ့အဲ့ဒီမှာ shopping mall ရှိရလေအဲ့ဒီမှာလုပ်တဲ့လေဟာပြင်ပွဲမှာသူဆိုရတာဆိုတော့ဖြစ်ချင်တော့သူ့ရဲ့အတန်တွေကလည်းကွဲနေသူ့ရဲ့ရှေ့မှာဆိုတဲ့အဆိုတော်ကလည်းအယံကောင်းနေတာအဲ့တော့သူ့ရဲ့အတန်ကွဲနေတဲ့တက်ဆိုရင်အစင်မပြေတော့သူအယံကြောက်ပြီးတော့ဘာလုပ်လဲဆိုတော့လက်ခံထားတဲ့ဆယံကိုပြန်ပေးလိုက်တော့မယ်သူနေမကောင်းလို့ပြန်သွားမယ်အဲ့လိုပြောလိုက်ရင်လည်းအလှည့်ရရောက်တော့မယ်သူခြေတုံချတုံဖြစ်တဲ့အချိန်မှာထက်ခနဲ့သူတတိရလိုက်တယ်အိုးယေရှုအဲ့ဒီကြတော့သူနည်းနည်းရိုးရိုးသေးသေးလေးနဲ့စကားပြောလာကျွန်တော်ဒီပွဲမှာအရှက်မကွဲအောင်ကိုတော့မဆာပေးပါအဲ့ဒါဆိုရင်တော့ကျွန်တော်လုံးဝကိုတော့ကိုယုံကြည်မယ်ကျွန်တော်အခုရှေလျားထွေပြားဆိုတာပြောနေတာအကြောင်းရှိရနော်ကိုတော့ကိုကျွန်တော်ယုံကြည်မယ်ပြောလိုက်တယ်အဲ့လိုဆူတောင်းပြီးခဏလေးခေါင်းလေးငိုက်ပြီးဆူတောင်းတဲ့အချိန်မှာသူ့ရှေ့မှာအမျိုးသမီးတယောက်ကခြေစုံရက်နေတယ်မောင်လေးအလှည့်ရောက်တော့မယ်ပြောတော့သူ့မှာတော်လေးပို့ပြီးတော့ pressure ခံအဲ့ချိန်မှာသူကမေးတယ်မောင်လေးကခရိယန်လားလို့မေးလိုက်တယ်ချက်ချင်းထွန်းအောင်စင်းကဖះကစပြီလေဆောနာက तू ကကိုတော့ကျွန်တော်ကိုမဆမယ်ဆိုရင်ကိုတော့ကျွန်တော်ယုံကြည်မယ်လို့ तू ပြောခဲ့အခုစင်ပေါ်မတက်ခင်မှာ तू မေးခိုင်ရမောင်လေးကခရိယန်လားလို့ပြောတဲ့အခါအဲ့ချိန်မှာတော့ तू ရှေဝေးမစင်စားတော့ဘူးဟုတ်ကဲ့ကျွန်တော်ကခရိယန်ပါလို့ဖြေပလိုက်တယ်တကယ်တော့ तू ဗုဒ္ဓပါအဲ့ချိန်ကနေပြီးတော့ तू စင်ပေါ်တက်ပြီးဆိုတဲ့အခါမှာဒီနေ့ဒီချိန်ထိပေါ့အရင်ကလည်းမရခဲ့ဘူးအဲ့ဒီရဲ့နောက်မှာလည်း तू ပြန်မရတော့တဲ့တကယ်အကောင်းဆုံးသောအတန် performance ကို तू စွမ်းဆောင်ခဲ့တာသူ့ဘဝမှာအကြိုက်ဆုံးသူ့ရဲ့အတန်ဘယ်တော့မှအဆိုတော်တွေဟာသူတို့အတန်ကိုသူတို့ကြိုက်လို့မရှိဘူးတဲ့အဲ့ဒီနေ့ဟာသူ့ဘဝမှာတိတ်ထူးဆန်းတာသူ့အတန်ကို तू ပြန်ကြိုက်ရတဲ့အထိဘုရားကသူ့ကိုကောင်းကြီးပေးတဲ့အခါဒီဘုရားတက်ရှင်တယ်ဆိုတာ तू သိသွားတယ်အာမင်အဲ့ဒီအားဖြင့် तू ယေရှုကိုလက်ခံခုမေးခွန်းစပြီအဲ့ဒါကဲတင်ခြင်းရဟုတ်ပြီကျွန်တော်မေးပြီနော်အဲ့ဒါကဲတင်ခြင်းစိတ်ချမှုရဖြေပေးပါမရသေးဘူးဆရာရောက်ပြီလားတရားလောက်ဖြေပေးပါဟုတ်ဆရာဂျွန်လိုင်းဒီနေ့ကျွန်တော်တို့စကားမပြောဆရာအတန်မကြားရသေးဘူးဆိုတော့ကုညီတောင်းပြရစေဆရာဂျွန်လိုင်းဖြေပေးပါအဲ့ဒါကဲတင်ခြင်းစိတ်ချမှုရအဲ့ဒါအေဝံဂေလိတရားရောက်သွားပြီစင်မာရကတရှိမဟုတ်သေးပါဘူးဆရာဟိုဆရာရဲ့အတန်ကမမြုပ်ပေမဲ့အတန်မကြားရဘူးဆရာကြီးဟုတ်လားတဲ့လူတွေကြားရလားကျွန်တော်တယောက်ပဲဖြစ်နေလားမသိဟယ်လိုကြားရလားဟယ်လိုဟုတ်ကြားပါလေဆရာကြားတဲ့လူတွေကြားရတယ်နော်ကြားရတယ်ဆရာဟုတ်လားကျွန်တော်မကြားရဘူးဖြစ်နေတယ် sorry ကြားရပါတယ်ဟုတ်ပြီဟုတ်ရပြီဟုတ်ပြီရပြီဆရာဟုတ်ပြောပြပါဟယ်လိုဟုတ်ရပြီကြားပြီဟုတ်ကဲ့ပါစင်မာရကတရှိမဟုတ်သေးပါဘူးခင်ဗျာဆရာအဲ့ဒါဘာအဆင့်ဖြစ်မလဲဒါဆိုရင်စစ်မှန်တဲ့ကယ်တင်ခြင်းမဟုတ်သေးတဲ့အတွက်ကြောင့်အခုဒီမှာပါဝင်နေတဲ့သူတွေကဆရာဂျွန်လိုင်းဖြေထားတယ်ဟုတ်တယ်စစ်မှန်တဲ့ကယ်တင်ခြင်းမဟုတ်သေးဘူးဒါဆိုရင်ဘာအဆင့်လဲဆရာမမိုင်းမြည်ဆန်းပြီးတော့ဆရာလက်ခံလိုက်တာပါနော်ဟုတ်မြည်ဆန်းတဲ့အဆင့်ပဲရှိသေးတယ်ဒါကြောင့်ဟေဘရဲဩဝါဒစာကိုသိချဖတ်ကြည့်နော်မြည်ဆန်းပြီးမှတဖန်လဲမယ်ဆိုရင်တော့အဲ့ဒါရှိတယ်နော်သိအရေးကြီးတယ်ဒါကြောင့်သင်ဧဝံဂေလိဝေငှခြင်းဟာခရစ်တော်ရဲ့ကိုယ်စားအပြစ်အတွက်အသေးခံခြင်းတကြိုခြင်းရှင်ပြန်ထမြောက်ခြင်းမပါဘူးအဲ့ဒါကိုနားလည်သွားလို့ခရစ်တော်ကိုယုံကြည်လက်ခံတာမဟုတ်ဘူးဆိုရင်ဒီတိုင်းမထားခဲ့ပါနဲ့သိအရေးကြီးတယ်
ဒါကြောင့် evangelism တယောက်ရဲ့ accountability ရှိတယ်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်သူကသင်ပြောလိုက်တဲ့အရာလေးတစ်ခုနဲ့ဆောနာလို့ပေါ့မီးစမ်းတဲ့အဆင့်လောက်နဲ့သူ့ရဲ့ကဲ့တင်ခြင်းရောက်ရှိသွားတာတော့မဟုတ်ဘူးခရစ်တော်ကိုတိသွားပြီးတော့ခရစ်တော်ကိုသူလိုချင်တာရသွားလို့ပဲခရစ်တော်ကိုဖျားလို့ခေါ်တာခရစ်တော်ကသူ့ရဲ့အသက်တာကိုကိုစားအသေးခံပြီးအပြစ်ကြွေးဆက်ပေးခဲ့တယ်အသွေးတော်အားဖြင့်အပြစ်ရှိသမျှကိုစေးကြောခဲ့တယ်သူ့ရဲ့နာကျင်စွာထိုးခြင်းနှိမ့်ဆက်ခြင်းခံတော်အားဖြင့်ကျွန်တော်တို့အနာရောဂါရှိမှပျောက်ကင်းလည်းရှိတယ်ကားတိုင်းမှာချိတ်ဆွဲခံတော်အားဖြင့်အမင်္ဂလာတွေကနေမင်္ဂလာတို့ကူးမြောက်ရတယ်ယေရှုခရစ်တော်ရဲ့ဆင်းရဲဒုက္ခခံခြင်းကကျွန်တော်ရဲ့အသက်တာထဲမှာကျမ်းမာဖို့ကောင်းစားဖို့ဖြစ်တယ်ဒီအရာတွေအားလုံးကိုကျွန်တော်တို့ဒီလောကကိုအောင်ဖို့ဖြစ်တယ်ဒါတွေကိုကျွန်တော်တို့ကတေချာသူ့ကိုမပြောပြဘဲနဲ့အစောနာလောက်ပဲထားခဲ့တယ်အဲ့ဒီအဆင့်လောက်မှာပဲကိုထွန်းအောင်စင်းကရှိခဲ့ပြီးတော့တကယ်ပဲ the city ကိုမရောက်ဘဲနဲ့ the city ကသင်ပေးတဲ့ salvation နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူတကယ်မကြားခဲ့ရဘူးဆိုရင်တေချာသူဒီဘာဖြစ်မှာလဲသခင်လို့ငါကိုရှောက်တော့သူတိုင်းဘယ်မရောက်ဘူးလဲကောင်းတယ်မရောက်ဘယ်မရောက်ဘူးရောက်ဘူး မရောက်ဘူးအဲကြောင့်ယေရှုကိုသခင်လို့ခေါ်လိုက်တာနဲ့ဟုတ်တယ်ကျွန်တော်ခရိယန်ပါလို့လူတယောက်ရှိမှသင်ဖြေလိုက်တာနဲ့ကောင်းတယ်ဘူးလူတယောက်မရောက်သွားဘူးခရစ်တော်ရဲ့ကယ်တင်ခြင်းတည်င်းကောင်းဟာ holistic တကယ်ကိုပြည့်ဝစုံတယ်အဲ့ဒီပြည့်ဝစုံလင်တဲ့အရာကိုပေးတဲ့ဒီအပိုင်း essential element ၃ခုကိုသင်မပြောဘဲနဲ့ဘယ်တော့မှမထားခဲ့ပါနဲ့တည်ရေးကြည့်တယ်ဒါကြောင့်ကျွန်တော်ဒါလေးကိုအလေးနဲ့ပြောချင်ပါတယ်ကောင်းပါပြီဒါဆိုရင်အခု don'ts တွေကျွန်တော်သွားရအောင်နော်ခဏလေးပါမေးစရာရှိမယ်ဆိုရင်ကျွန်တော်နည်းနည်းလေးဒီ chat box မှာရေးပေးပါမေးခွန်းတွေ့တယ်ဆိုရင်ကျွန်တော်ပြန်ဖြေပေးမယ်မေးခွန်းမရှိဘူးဆိုရင်တော့ကျွန်တော်ဆက်ပြီးတော့ပြောပါမယ်လို့အခု do's တွေကျွန်တော်ပြောခဲ့ပြီ don'ts တွေကျွန်တော်တို့ဟောပါတယောက်ယောက်မေးလိုက်လားခင်ဗျာတယောက်ယောက်စကားပြောနေလားဟယ်လိုโอเคဒါဆိုရင်ကျွန်တော်အခု don'ts ကိုသွားမယ်နော် gospel share လုပ်တဲ့အချိန်မှာလုံးဝမလုပ်သင့်တဲ့အရာတွေရှိတယ်အဲ့ဒါနံပါတ်1က don't be afraid to say I don't know တယောက်ကသင်ကိုပြန်မေးလိုက်တဲ့အချိန်မှာသင်မသိတဲ့အရာကိုမသိဘူးဆိုတာပြောဖို့ဘယ်တော့မှမကြောက်နဲ့တခါလေကြာရင်သိတယ်လို့နဲ့ပတ်ပြီးတော့မှဝေဝိုင်းပြီးတော့မှဖြေနေတာတကယ်တော့အဖြေရမရှိဘူးသူမေးလိုက်တဲ့အဖြေကိုတချို့တွေကမေးတတ်တယ်တားထူးဆန်းနဲ့မေးတဲ့လူကလည်းမေးတတ်တယ်နော်အမေးလဲဆိုတော့ဆရာဟုတ်ပြီတဲ့ခရစ်တော်ကကားတိုင်းပေါ်မှာအသေးခံတာတော့ဟုတ်ပါပြီတဲ့အဲ့ဒီခရစ်တော်ကိုအသေးခံတဲ့အချိန်တုန်းကကားတိုင်းပေါ်မှာခရစ်တော်ကိုတင်ပြီးတော့တတ်ခဲ့တယ်အဲ့ဒီကားတိုင်းကဘာတစ်သားနဲ့လောက်တာလဲဆရာဘလို့မှဖြေစရာအကြောင်းလည်းမရှိဘူးအဲ့ဒီအရာကိုလေးလေးလန်းလန်းနဲ့တမန်ကျမ်းစာရဲ့အထောက်ထားတွေလိုက်ပြန်ရှာဖြေနေဖို့သင်မလို့အဓိကခရစ်တော်အသေးခံတဲ့ကားတိုင်းကဘာတစ်သားလဲဆိုတာထက်ခရစ်တော်ဘာကြောင့်အသေးခံလဲဆိုတာကိုပို့ပြီးတော့ emphasize လုပ်ပါအဲ့ချိန်ကျရင်တော့အဲ့ဒါတော့မသိလိုက်ဖို့လည်းမကြောက်ပါတစ်ချိန်တည်းမှာပဲခဏကကဲတင်ချင်းအကြောင်းဝင်ရတဲ့အခါမဖြစ်မနေပါရမယ် essential element တွေကို focus ထားပါလူတယောက်ယောက်ကမေးလိုက်တဲ့မေးခွန်းကြောင့်သင်ရဲ့ focus ထားတဲ့ elements တွေကိုမပြောက်သွားပါနဲ့နော်အဲ့ဒါအရေးကြီးတယ်နောက်တစ်ခုကတော့ don't assume that တင်တဲ့စကားပြောတဲ့လူကကျမ်းစာထဲမှာရှိသမျှအားလုံးသူသိနေလိမ့်မယ်လို့ဘယ်တော့မှမယူဆထားပါနဲ့နော်ကျမ်းစာထဲမှာရှိတဲ့ဟာတွေသိနေလိမ့်မယ်လို့တစ်ခါတလေကြာရင်ကျွန်တော်ယူဆထားတတ်ကြတယ်
ကျန်းစာဖတ်ပြီးတော့ငါ့ကို cross question တွေတော့မေးတော့မှာပဲလို့သင်ယူဆထားတတ်တယ်ဒါတွေကဧဝံဂေလိဝေငှစိတ်ဖြစ်သွားတာနဲ့အခိုက်အတန့်ပါပဲသင်ဝေငှရမယ့်အရာကဝိညာဉ်တော်ကိုဥဆောင်တော်ပဲနဲ့သင်ဝေငှရမယ့်အရာတွေကိုသင်ရဲ့စိုးရိမ်မှုကပဲဥဆောင်သွားတဲ့အခါ gospel message က gospel မဟုတ်တော့ပဲကျွန်တော်တို့လူတယောက်ရဲ့အသက်တာအတွက်မပြောင်းလဲစေတဲ့ဘဟုတုတတတ်ပဲဖြစ်သွားတတ်တယ် Don't use terms that non-believers may not understand ဒါလည်းအရေးကြီးတယ်ခရိယန်တွေသာနားလည်တဲ့စကားတွေကိုတခြားသောဘာသာဝင်တွေနားမလည်နိုင်တဲ့ခရိယန်တွေသာနားလည်လေးရှိတဲ့စကားတွေကိုတွားပြီးတော့မှကျွန်တော်တို့အသုံးပြုတဲ့အခါမှာကျွန်တော် mic လေးမြုပ်ပါမယ် sorry ပါsorry နော်ခရိယန်တွေသာနားလည်တဲ့စကားတွေကိုတခြားဘာသာဝင်တွေနားလည်မလွယ်တဲ့အရာတွေကိုကျွန်တော်တို့တွေဒီလိုစကားမျိုးတွေကိုသွားသုံးရင်သူတို့အတွက်အတိတ်ပဲပြန်ဖွင့်ဆိုဖို့လိုအပ်ပါတယ်မသုံးရဘူးတော့မဟုတ်ပေမဲ့အဲ့ဒါတွေများလာရင်အဲ့ဒါအတိတ်ပဲဖွင့်ဆိုတာနဲ့ပဲအချိန်ကုန်သွားတတ်တယ်ဒါကြောင့်သူတို့အတွက်ရိုးရှင်းတဲ့ simple words တွေကျွန်တော်သုံးဖို့လိုတယ် simple sentence တွေသုံးဖို့လိုတယ်ရိုးရှင်းစွာပြောပြခြင်းကဖျားပို့ပြီးအလုံးလို့ရတယ်သင်ပြောနေတဲ့စကားတွေကိုပို့ပြီးတော့လူတစ်ဖက်သားနားထဲမှာဟာဒီပုဂ္ဂိုလ်ကစကားကြွယ်လိုက်တာဒီပုဂ္ဂိုလ်ကတကယ် talking အရန်ပဲကောင်းတာပဲစကားလုံးတွေကြွယ်တာပဲသူရှိရထွက်လာတဲ့နော်စကားလုံးတွေကအရန်ပဲစာဖတ်ထားတဲ့လူဖြစ်မှန်းသိတာတယ်ဆိုတော့ချီးမွမ်းတန်တွေကြားခြင်းလို့စကားလုံးတွေကိုရှောက်ပြီးပတ်ပြီးတော့သင်ရှာဖွေသုံးနေဝိညာဉ်တော်ဥမဆောင်တော့သင်ညာကဥဆောင်တော်တဲ့အတွက်ကြောင့်ဘုရားအလုံးလို့မရဒါကြောင့်ရိုးရှင်းတဲ့စကားပဲသုံးပါလို့ဘုရားကဘုရားရဲ့အလုပ်လုပ်ဖို့ရဖို့ရရိုးရှင်းတဲ့စကားပဲကျွန်တော်သုံးဆောင်ခြင်းကိုလေ့ကျင့်ပေးပါ Don't argue ညင်းပါလိမ့်မယ်သင်သွားပြီးပြောတဲ့အခါမှာသူတို့ညင်းဆိုတာတွေလှုပ်လာပါလိမ့်မယ်တခါလေကြာရင်အကြောက်ကန်ညင်းတယ်တခါလေကြာရင်ဟာလာကိုအမူအရာအားဖြင့်ညင်းတယ်သင်ပြောနေတာကိုသူစိတ်ဝင်စားတော့လှုပ်ပြနေလိမ့်မယ်နော်အဲ့ဒါမျိုးတွေမှာသွားပြီးတော့မှ argue မလုပ်ပါနဲ့တဲ့အဲ့တော့တစ်ချိန်လုံးကကျွန်တော်တို့မြန်မာနိုင်ငံမှာရခိုင်လူမျိုးကပြောင်းလဲလာတဲ့နော်ဆရာကြီးတစ်ပါးရှိတယ်အရာဧဝံဂေလိနဲ့ဆရာထက်တန်တယ်ထက်တန်တော့သူကရန်ကုန်မြို့ပတ်ရထားပေါ်မှာအမြဲတမ်းလိုက်စီးပြီးတော့မှနော်တပူတာတက်တပူတာဆင်းတဲ့သူကလိုက်ဆင်းပြီးတော့မှသူနဲ့အတူတူထိုင်တဲ့လူတိုင်းကိုဧဝံဂေလိဝင်ငှတယ်တရက်ကြတော့သူဝင်ငှနေတဲ့ချိန်မှာဘေးနားကလူတယောက်ကနော်သူဝင်ငှနေတာဟာသိပေမဲ့ခင်ဗျားပြောတာကျွန်တော်စိတ်ဝင်စားဘူးပြားဆိုတဲ့အထာနဲ့သတင်းစာကိုဖတ်ပြီးတော့ဒီသတင်းစာကိုပဲယထာဘူတာအစဆုံးဖတ်တာမပြီးနိုင်ဘူးအဲ့တော့တိသွားပြီဆရာဟောတဲ့ဆရာကအဲ့ဒါသူဘာလုပ်လဲဆိုဒီလောက်အရေးကြီးတဲ့ဧဝံဂေလိတရားကိုဟောနေတာငရဲကြမှာအကြောင်းတွေဟောအဲ့ငရဲကကဲတင်ချင်းကြတော့နောက်ဆုံးဘာလုပ်လဲဆိုအဲ့သတင်းစာဖတ်နေတဲ့လူကဆက်လိတ်လေးဖွာပြီးတော့ပေါ့ဗျာဖတ်တော့အဲ့ဒီသူ့လက်ထဲကဆက်လိတ်ကိုဆွဲလုလိုက်တယ်ဆွဲလို့ပြီးတော့မှသူ့ရဲ့လက်မောင်းကိုထိုးချပလိုက်တယ်ဟိုလူကထောက်အောင်ပူလိုက်တာခင်ဗျာဘာလုပ်တာလဲပါညာအေးမှတ်ထားငါပြောတဲ့ငရဲကအဲ့ဒီထက်ပူတယ်ဆိုပြောပြီးတော့ယထာဘဆင်းသွားတယ်အဲ့လိုမျိုးလုပ်တဲ့လူတွေလည်းရှိပါတယ်နော်မရိုက်ခံရတာကျေးဇူးတော်ပဲပေါ့ဒါပေမဲ့ကျွန်တော်ဒီနေရာမှာဆောနာကပြောခဲ့ပြီးပြီမနေ့ကလည်းအစမှာပြောခဲ့ပြီးပြီဧဝံဂေလိအစသူကိုနိုင်ကဘာပါပြီးသားဆိုတကိုးပါပြီးသားဒါကြောင့်အဲ့ဒီအရာကိုပြောတဲ့အခါမှာသင်ကလည်းဝိညာဉ်တော်တကိုးနဲ့ပြေဝပြီးတော့မှပြောမယ်ဆိုရင်သင်ပြောတဲ့စကားလုံးတိုင်းဟာသူတစ်ပါးအတွက်အသက်ဖြစ်လာလိမ့်မယ်သင်ပြောတဲ့စကားဟာသူတစ်ပါးအတွက်အသက်ဆိုင်ရင်ဖြစ်လာလိမ့်မယ်အဲ့ဒီလိုဝိညာဉ်တော်ရဲ့တကိုးနဲ့ပြေဝပြီးတော့နှုတ်ထွက်စကားအပြင်နော်ကျွန်တော်တို့ကအစေခံရမှာဖြစ်တယ်ဟုတ်ပါပြီ Don't take it personally if they don't trust Christ at that moment ပြောလိုက်တဲ့အချိန်မှာခရစ်တော်ကိုယုံကြည်လက်ခံခြင်းမရှိလာတဲ့အခါမှာအဲ့ဒါကြီးကိုသင်ရဲ့ personal ကိုကြီးကိုယ်တာအနေနဲ့သင်တာဝန်လို့အဲ့လိုကြီးမခံစားပြစ်လိုက်တယ်ကျွန်တော်ဆောနာကလည်းပြောပြီးပြီဘုရားသခင် in charge ဖြစ်တယ်ကျွန်တော်တို့ရဲ့လုပ်နေတဲ့ hall တွေတဲ့နေရာမှာဘယ်သူ in charge လဲဘုရားသခင် in charge ဖြစ်တယ်ဒါကြောင့်ဘုရားသခင်ပြုပါစေသင်ကပြောမဲ့တာဝန်ကိုတကိုးနဲ့တာပြောပါ
ကြားရတဲ့သူရဲ့နှလုံးသားထဲမှာယုံကြည်ခြင်းဖြစ်လာဖို့ကဖျားလို့ပါလိမ့်မယ် Don't talk about the denominations if possible သွားပြီးတော့မှဂိုင်းကနအကြောင်းတွေလည်းမပြောပါနဲ့ဥပမာRoman Catholic တွေဆိုပြီးတော့မှကျွန်တော်တို့ကသွားဝေငှမယ်ဆိုရင်အဲ့ဒီအရာလည်းအန္တရာယ်ရှိတယ်ကျွန်တော်တို့ကပြောလေပြောထားရှိတာကိုပညာတရားအောင်နိုင်အသက်ရှင်တော်သူများပညာတရားရဲ့ကျွန်းနေဘာသာရေးလူတွေဆိုတဲ့စကားလုံးကသူတို့ကိုအင်မတန်နာကျင်စေတဲ့အရာဖြစ်တယ်မခံကျင်စိတ်နဲ့ရွဲတိုက်တဲ့အခါမှာအေးဝန်ကလေးမဖြစ်တော့ဘဲနဲ့အဲ့ဒီအရာကသူတို့အတွက်သတင်းဆိုးဖြစ်သွားတတ်တယ်ဒါကြောင့်ကျွန်တော်တို့ denomination ကြောင်းတွေတေချာသတိထားပြီးတော့မှရှောင် cloud the message ပေးနေတဲ့သတင်းအချက်လက်စကားကိုဖုံးကွယ်သွားလောက်တဲ့အထိမလိုအပ်တဲ့ issue တွေကိုခွင့်မပြုပါနဲ့နော်မလိုအပ်တဲ့အကြောင်းအရာတွေကိုအဲ့လောက်ကြီးထီကာချက်နေရင်သင်ပေးခြင်းတဲ့ message ပျောက်သွားတတ်တယ်လို့ပြောချင်တာဖြစ်ပါတယ် Don't rush just to get through the presentation နော်တခါလေကြာရင်ကျွန်တော်တို့ကအေးဝင်လေးတရားကိုစပါလဲနားထောင်နေတဲ့သူကသူပြောနေတဲ့အကြောင်းအရာကိုအမြဲတမ်းကြားဘူးနေတယ်လို့ထင်လာတော့မသိဘူးတခါလေတချို့တွေပြောတဲ့အခါအဲ့လိုပြောသွားတယ်လုံးဝ non stop ပြောလွတ်တာနော်ရေလေလွတ်တာဒါပေမဲ့နောက်ထဲမှာတလုံးမှမကြိုက်ဘူးဘာလို့ဆိုအယမ်းမြန်တယ်အဲ့လိုပြောနေတာကျွန်တော်ဗမာစကားရှိတယ်လေနောက်ကကြားလိုက်နေသလားဆိုတဲ့စကားရှိတယ်နော်ကြားလိုက်နေလို့အဲ့လောက်ထိမြန်ပြောနေသလားဖျားသခင်လုံနိုင်ပါတယ်ဒါပေမဲ့လိုအပ်တဲ့ချိန်မှာပဲဖျားလုံတယ်နိနေဝေမျိုးကြီးကိုနော်ယောနာပြောတဲ့အချိန်မှာပြေးပြီးတော့ပြောတာလေပြေးပြီးတော့ပြောတာဖျားလုံနိုင်ပါတယ်မြန်ပြောလဲဖျားလုံနိုင်ပါတယ်ဒါပေမဲ့အချိန်ဒေချာယူပါမလောပါနဲ့နိနေဝေမျိုးကိုကဲတင်မဲ့ကိစ္စမျိုးနဲ့ဖျားကသင်ကိုပြောခိုင်းနေရတော့မဟုတ်ဘူးဖျားရှင်သင်ကိုဘာလုပ်ခိုင်းတာလဲအချိန်ယူခိုင်းတယ်ပြင်ဆင်ခိုင်းတယ်ပြောမဲ့အချက်လက်လေးတွေကိုတေချာစီပြီးတော့အဲ့ဒီအရာတွေကိုတစ်လုံးချင်းကျွန်တော်တို့သူတို့နားထဲဝင်သွားအောင်ပြောပေးပါရေဖြန်းတယ်လို့ဝင်ခြင်းနဲ့အပေါက်ဝင်ပါစေဆိုပလင်းတွေထောင်ထားမယ်ထောင်ထားတဲ့ပုံမှာရေပုံးကိုဖြန်းချလိုက်တဲ့အခါဝင်တဲ့ပလင်းနဲ့ဝင်မလဲဝင်တဲ့ဘေးကိုစင်ကြတာလည်းရှိမယ်အဲ့လိုမျိုးနည်းနဲ့ဖျားရှင်မသွားခိုင်းမယ်နဲ့ပလင်းချင်းစီကိုတေချာကင်ပြီးတော့ထဲ့တဲ့နည်းနဲ့ကျွန်တော် individually ဝင်ငှားတဲ့အခါသိရေးကြည့်တယ်အဲ့ဒါလေးတွေအချိန်ပေးဖို့လိုတယ် Don't force the issue if they strongly indicate that they are not interested သူတို့အရန်ကြီးစိတ်မဝင်စားကြောင်းတိတိတတ်တာပြောလာရင်ဘယ်တော့မှသွားပြီးတော့မှ force မလုပ်နဲ့အဲ့ဒါသင်မှားသွားပြီနောက်တစ်ချိန်သင်ဘယ်တော့မှချင့်ကပ်ခွင့်ရမှာမဟုတ်တော့တေချာလေးအဲ့ဒါရေးကြည့်နော်လူတယောက်ကနားမထောင်ချင်ဘူးလို့ပြောနေရင်သွားပြီးတော့ force မလုပ်နဲ့မရဘူးသင်မနားမထောင်ရင်ငရဲကြမှာနော်မင်းငရဲကြမှာကြောက်လို့ငါပြောနေတာနော်တေချာနားထောင်ဆိုပြီးတော့မှ force သွားလုပ်တယ်ဆိုရင်သင်ကိုနောက်ဘယ်တော့မှအတွေ့ခံမှာမဟုတ်တော့ဒါကြောင့်ကျွန်တော်တို့တရားနဲ့ပတ်သက်ပြီးတော့ရှောင်ရလိမ့်မယ်အရာလေးတွေပြောတယ်နောက်ဆုံးနဲ့ don't end the relationship if they do not trust Christ right away အခုချက်ချင်းခရစ်တော်ကိုလက်မခံသွားရင်တောင်မှသူတို့နဲ့ relation ကိုလုံးဝမရက်တန်းလိုက်ပါနဲ့သိအရေးကြီးတယ်ကျွန်တော်တို့ကလေမြန်မာစကားမှာရှိတယ်နောက်ပြီးပြောင်းပြီးပြောကြတာလိုလိမ့်ကြားဘူးလားမသိဘူးလိုလိမ့်ကျွန်တော်တို့ကအဲ့လိုလိမ့်ဆိုတော့ခေါင်းလိမ့်စီကိုပြောကြတာပေါ့နော်ဒါပေမဲ့လူတွေထဲမှာလည်းလိုလိမ့်ရှိတယ်လိုမှလိမ့်တာမလိုရင်လုံးဝမလိမ့်ဆိုတော့ကျွန်တော်တို့တွေကအေဝံဂေလိပြောချင်လို့လူတယောက်ကိုသာချင်းကပ်ကြပြီးတော့မှကိုပြောမဲ့ကိစ္စပြီးသွားပြီဆိုရင်အဲ့လူကိုလေဖုတ်လေတဲ့ငပိရှိတယ်လို့ကိုမထင်တော့အဲ့ဒါလုံးဝမှားတယ်လူတယောက်ရဲ့အသက်ဝိညာဉ်ကိုရဖို့သင်တစ်ချက်ပြောတာနဲ့ပြီးသွားမယ်ဆိုရင်တော့ကဘာပေါ်မှာမယုံကြည်သူဆိုတာကြာမှာတော့မဟုတ်တော့အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီဘုရားသခင်ကသင်ရဲ့အသက်တာကိုတော့မှချိန်မများဆိုတော့ဘုရားသခင်ကနှစ်ရှည်လများစောင့်ဆိုင်ပြီးတော့ဆယ်စုနှစ်တစ်ခုလည်းမပြောင်းလဲနှစ်ခုလည်းမပြောင်းလဲဆယ်စုနှစ်သုံးခုလည်းမပြောင်းလဲနိုင်တဲ့လူတွေအများကြီးဒါပေမဲ့ဘုရားကစိတ်ရှည်စွာနဲ့အလွန်ရှည်သောစိတ်နဲ့အမျက်ကိုအညို့ကိုမထားပဲကျွန်တော်တို့ကိုစောင့်နေတဲ့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်လူတစ်ယောက်ရဲ့အသက်တာပြောင်းလဲဖို့သင်တကယ်အချိန်ပေးဖို့အရန်ရည်ကြည့်ပါတယ်။သူ့ကိုတစ်ချိန်တွေ့တာနဲ့
မြတ်တက်လိုက်ပဲနဲ့အချိန်သူနဲ့ relationship ကိုတည်ဆောက်ပါပျောက်ဆုံးသောဝိညာဉ်အတွက်စီးပွားရေးသမားတွေတိတ်ကိုကျွန်တော်အတူယူတယ်သူတို့ရဲ့ market ထိုးဖောက်ဖို့ရန်အတွက်အဲ့ဒီ market မှာသူတို့ investment လုပ်တဲ့အချိန်မှာဒီလိုအောက်ကြခံပြီးတော့အောက်ကနေဝန်းပြီးတော့တကယ်ကိုလောက်ကြရတယ်လူတယောက်သူတို့ပြောတဲ့စကားကိုနားထောင်လာဖို့ရင်းလိုက်ရတဲ့အရာသိခါတွေအများကြီးပဲကျွန်တော်တို့တွေကအဲ့ဒီလိုမျိုးအချိန်ပေးပြီးတော့ကျွန်တော်တို့မလုံနိုင်တဲ့အခါမှာအသီးပွင့်မတွေ့ရဘူးအသီးပွင့်တွေ့လာရင်လည်းအဲ့ဒီအသီးပွင့်ကိုကျွန်တော်မပြုတ်စုတတ်တဲ့အခါမှာဘာဖြစ်လဲအဲ့ဒီအသီးပွင့်တွေကျွန်တော်တို့ကမတီးကြည့်တော့ဘုရားကကျွန်တော်တို့ကိုလိုချင်တာကဘာလဲသွား၍တည်ကြည်သောအသီးကိုတီးဖို့ဘုရားကကျွန်တော်တို့ခန့်ထားသွား၍တည်ကြည်သောအသီးကိုတီးဖို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီလို relationship တွေကိုတေချာ strategically ကျွန်တော်တို့မတီးဆောက်ထားဘူးဆိုရင်ဆိုတော့လိုပဲခရစ်တော်ကိုမီးစမ်းလိုက်လို့ပြောင်းလဲသွားတယ်ဒါပေမဲ့ကယ်တင်ခြင်းစိတ်ချမှုနဲ့ပတ်သက်ပြီးတော့တေချာဧဝံဂေလိတရား the gospel ကိုမရှင်းပြဘဲနဲ့ခရစ်တော်ထံကဆုတောင်းလိုက်လို့အဖြေရတာလောက်နေပဲထားရင်ခရစ်တော်ရဲ့တတ်တော်စဉ်ကာလတုန်းကနမိတ်လက္ခဏာမြင်ခြင်းလို့ခရစ်တော်နောက်လိုက်တဲ့လူတွေလောက်ပဲဖြစ်သွားမယ်ခရစ်တော်ကိုတော့မရတော့ဘူးအစာအာဟာရကြောင့်ခရစ်တော်နောက်လိုက်တဲ့လူတွေပဲဖြစ်သွားမယ်ခရစ်တော်ကိုမရသွားဘူး healing တော့ရသွားတယ် healer နဲ့မတွေ့သွားဘူး healing တော့ရသွားတယ် healer နဲ့မတွေ့သွားဘူးလွတ်မြောက်သွားတယ်လွတ်မြောက်စေတဲ့သူနဲ့မတွေ့သွားဘူးဘာပဲလို့ကျင်တာလဲဆိုရင်ဒီလိုလူတွေရှိတယ်ကျွန်တော်တို့ဒီအခုနေပြီးတော့စရောက်ခါစားကကျွန်တော်ဖုန်းနေနဲ့ပျော်ပွဲမကွေးပြေပကိုးအိုက်ကလူတွေဆူတောင်းခံကြရန်ကုန်ကျွန်တော်ဆူတောင်းတဲ့အခါမှာကယ်တင်ချင်းကိုအရင်ပြောပြကယ်တင်ချင်းသတင်းကောင်းအရင်ပြောပြပြီးသွားတော့ကဲဆူတောင်းပေးမယ်နော်ဆူတောင်းပေးလိုက်တကယ်ပဲအောပွဲဟာလုံးဝ Buddhist family တွေဖြစ်ပေမဲ့အနာရောဂါလည်းတကယ်ကိုချက်ချင်းယူပြစ်တယ်လို့ပျောက်သွားပေမဲ့အခုအမအနေနဲ့ခရစ်တော်ကိုလက်ခံဖို့ခေါ်ဖိတ်ဖို့အစဉ်သင့်ဖြစ်ပြီလားလို့မေးတဲ့အခါပြန်ဖြေတယ်ကျမတို့ကတသက်တာလုံးအတွက်တရဏဂုံတင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘယ်ဘာသာကိုမှကျမတို့လက်မခံပါဘူးအနာပဲပျောက်ချင်ပါတယ်ဒီလိုလည်းရှိတယ်ဒါပေမဲ့ relation ကိုတော့မဖြတ်ပါနဲ့တနေ့ဘုရားသခင်သူတို့ကိုဖွင့်ပြလာတဲ့အခါကြပြီးသားမျိုးစေ့အပင်ပေါက်လာတဲ့နေ့သင်ရိတ်သိမ်းတော့သူရိတ်သိမ်းဖို့ရန်အစဉ်သင်ရှိနေဖို့သူတို့တွေကို relationship သွားပြီးတော့မဖြတ်ဖို့တိတ်လို့တယ်ဆိုတာလေးပြောပြချင်ပါတယ်ဒါက do's နဲ့ don'ts ကိုပြောပြသွားခြင်းဖြစ်တယ်အဲ့တော့ဒီနေ့ပြောရမယ့်ဧဝံဂေလိတရားစကားကတော့ဒီအရာဖြစ်ပါတယ်လုံးဝဒီအချက်၃ချက်ဘယ်တော့မှမကြံခဲ့ပါစေနဲ့သင်ရဲ့အသက်တာခရစ်တော်ကိုလက်ခံခဲ့ရခြင်းအကြောင်းရင်းလက်ခံပြီးတဲ့နောက်သင်အသက်တာပြောင်းလဲလာတဲ့ခြားနာသွားတဲ့အသက်တာဒါတွေကိုလည်းဒီထဲမှာထည့်သွင်းပြီးတော့သက်သေခံလို့ရတယ်ပို့ပြီးတော့အသက်ရှင်တဲ့သက်သေဖြစ်မယ်ဝိညာဉ်တော်တကူမပါဘဲနဲ့မသွားပါနဲ့ဟုတ်ပြီနော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့အခုkingdom နဲ့ပတ်သက်တဲ့အားလေးကိုအနည်းငယ်ပြောရင်းနဲ့ဒီနေ့တကယ်တော့ mission ဘိုင်းကိုကျွန်တော်စနေခဲ့ပြီပေါ့နော် mission ဆိုတဲ့အပိုင်းကိုကျွန်တော်စနေခဲ့ပြီအဲ့တော့အခုဒီ mission ဆိုတဲ့အရာကို full package ကိုကျွန်တော်မသွားခင်လေးမှာမနက်ဖြန်မှာကျွန်တော်တို့3နာရီကြာဒီ mission အကြောင်းကိုသွားမယ်နောက်တစ်ခုကတော့ဒီမှာရှိတဲ့ဆရာမတိုင်းparticipant အားလုံးက action plan လေးဆွဲပေးရပါမယ်ကျွန်တော်ဒီတိုင်းထားခဲ့မှာမဟုတ်ပါဘူးဆရာမတို့ဒီ3ရက်တာလေ့လာလိုက်ရတဲ့ evangelism နဲ့ mission အကြောင်းကိုတည်သွားပြီးတဲ့နောက်ဆရာမတို့ရဲ့အသက်တာမှာချက်ချင်း apply လုပ်ဖို့ရန်ဆရာမတို့ရဲ့ action plan ဆွဲရပါလိမ့်မယ်ဆရာတို့ရဲ့ action plan ဆွဲရပါလိမ့်မယ်အဲ့ဒီ action plan ဒီတစ်နှစ်စာဖြစ်ပါတယ် one year action plan ဖြစ်ပါတယ်အဲ့ဒီ one year action plan မှာဘယ်နှယောက်ကိုလာမဲ့ဒီနေ့2023ဇူလိုင်လကုန်တော့ August 2023ကနေ
2024 August ထိ12လအတွင်း365ရက်ထဲမှာဘယ်နှစ်ယောက်ကိုတော့ဧဝံဂေလိဝေငှမယ်ဆိုတဲ့ target လေးဘယ်လိုဝေငှမယ်ဆိုတဲ့အရာလေးရယ်ဝေငှလို့ပြောင်းလဲလာတဲ့သူဘယ်နှစ်ယောက်ကိုတော့ discipleship နော်အတ္တတာမှာသူတို့ကိုခရစ်တော်ရဲ့တပည့်ဖြစ်စေဖို့ဘယ်လိုကျွန်မလှုပ်ဆောင်သွားမယ်ဆိုတဲ့အဲ့ဒီနှစ်ချက်ကိုဆရာမတို့ action plan လေးဆွဲပေးရပါမယ်ဒီအရာကိုတကယ်လုပ်ဖြစ်ခြင်းမရှိကိုလည်းဆွဲထားတဲ့ဆရာမတို့နော်ဟိုကျွန်တော်ကဒီမှာရှိတဲ့ဆရာမကြီးဆရာမ charity tour တို့ကနေတဆင့်ကျွန်တော် follow up လိုက်ပါမယ်မလုပ်ဖြစ်ရင်ဘာကြောင့်မလုပ်ဖြစ်တာလဲဆိုတာလေးလည်းဆွေးနွေးပြီးတော့ဘာကျွန်တော်တို့ဘက်ကနေကူညီပေးလို့ရမလဲဆိုတာလည်းဆွေးနွေးပါမယ်သင်တန်းတစ်ခုဟာတက်လိုက်ပြီးတော့ပြန်ပြီး apply မလုပ်ရင်မတက်သေးတာနဲ့တူတူပါပဲဒါကြောင့်ကျွန်တော်ဒီနေ့သင်ယူလိုက်တဲ့အရာတွေကိုကျွန်တော်တို့တွေပြန်ပြီးတော့ apply လုပ်ဖို့ action plan ဆွဲရပါမယ်အဲ့ဒီပေါ်မှာ commitment ထားရပါမယ်အဲ့ဒီထဲမှာအကောင်းဆုံး action plan တစ်ခု the best action plan ကိုကျွန်တော်တို့ရွေးပါမယ်အဲ့ဒီရွေးထားတဲ့ the best action plan ရဲ့ award ကိုကျောင်းဆင်းပွဲမှာပေးပါမယ်ကျွန်တော်ဒီမှာ trophy ဒိုင်းလေးနဲ့အတူငွေသား3သိန်းเนาะကျွန်တော်တို့ချီးမြှင့်ပေးပါမယ်တကယ်လို့ဖျားရှင်ကပြင်ဆင်ပေးတယ်ဆိုရင်တော့3သိန်းထက်ပိုတဲ့ငွေသား3သိန်းအထိပေါ့เนาะ3သိန်းနဲ့3သိန်းကြားမှာရှိတဲ့ငွေအမောင့်တစ်ခုအထိဘာကြောင့်အဲ့ဒါပေးလဲဆိုရင်အဲ့ဒီ action plan ကိုအကောင့်ထဲပေါ်တဲ့နေရာမှာမျိုးစေ့အဖြစ်ကျွန်တော်ပါဝင်ခြင်းလို့ဖြစ်ပါတယ်။ဒါကြောင့် one of you one of them ဆရာမတို့ထဲကတစ်ယောက်ကတော့ the best action plan ကိုကျွန်တော်တို့ရွေးချယ်ခံရမှာဖြစ်ပြီးတော့အဲ့ဒီအရာကိုအကောင့်ထဲပေါ်ဖို့ကျွန်တော်တို့commitment ထားရမှာဖြစ်တယ်။ကျောင်းဆင်းပွဲနေ့ရောက်တဲ့အခါမှာ award နဲ့ဘယ်သူရတယ်ဆိုတော့ကြိုမပြောထားပါဘူးဒီစကားကိုလည်းဆရာမ charity တို့ကျွန်တော်ကြိုပြောထားတာချင်းပြောချင်းမရှိပါဘူးဆရာတော် Reverend Dr. John ကိုလည်းကျွန်တော်ကြိုမပြောထားပါဘူးဒါကျွန်တော်ရဲ့ commitment ဖြစ်ပါတယ်ဒါကြောင့်ဆရာမတို့လည်းဒါကြီးကိုတက်ပြီးတော့မှနော်ကျွန်တော်မလုပ်လို့ဘာမှမထူးတင်ယူလိုက်ပြီမဲ့ apply ပြန်မလုပ်ရင်မတင်ယူထားတဲ့သူနဲ့တူတူပါပဲဘာမှမချနာပါဘူးဒါကြောင့်ဒီနေ့ကျွန်တော်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့အားလုံး emphasize ပြောချင်တယ်လေးနဲ့ပြောချင်ပါတယ်ကောင်းပါပြီကျွန်တော်ဒါလေးကိုအိမ်စာပဲကျွန်တော်ကျေးဇူးပြုပေးပေါ့နော်အိမ်စာလို့ပြောတဲ့အခါစိတ်မရှိပါနဲ့အချိန်အပြင်9 နာရီထိုးနေပြီဖြစ်တဲ့အတွက်ကြောင့်ဆက်ဆံမတို့ကိုဖတ်လာပေးဖို့တိုက်တွန်းချင်ပါတယ်မာသဲခန်းကြီး6ပြီးတော့ယောဟန်ခန်းကြီး7ဒီနှစ်ခုလေးပဲဖတ်လာပေးပါမကြားလိုက်တဲ့လူရှင်ပြန်ပြောပါမယ်မကြားလိုက်တဲ့လူရှင်ပြန်ပြောပါမယ်မာသဲခန်းကြီး6ယောဟန်ခန်းကြီး7ဒီနှစ်ခုလေးပဲဖတ်လာပေးပါမနက်ဖြန်6 နာရီမှာပြန်ဆုံးပါမယ်เนาะကျွန်တော်တို့ your kingdom come your will be done on earth as it is in heaven ကျွန်တော်တို့ဆုတောင်းကြတယ်ပထနာနဲ့အဆုံးသတ်ကြတယ်တကယ်ပဲကျွန်တော်တို့အသက်တာထဲမှာကိုရောအလိုတော်ပြည့်စုံဖို့တကယ်ပဲလုပ်နေပြီလားအဲ့ဒီအလိုတော်ဆိုတဲ့အရာကောဘာကိုပြောနေတာလဲတပည့်တော်တယောက်အတွက်ကြတော့ဘုရားသခင်တပည့်တော်အတွက်ကြတော့အလိုတော်ဟာဘာလဲဆိုတာအသေးချာပေါက်သိပါတယ်မြည်ဆန်းတဲ့အဆင့်နဲ့ခရိယန်ဘာသာထဲမှာကျင်လည်နေတဲ့တာမန်ခရိယန်တယောက်အမိခံခရိယန်တယောက်အတွက်ကြတော့အလိုတော်ဆိုတာဘယ်တော့မှနားလည်မှာမဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်ဟာကျွန်တော်တို့ကိုတည်ကြည်သောအသီးတွေတီးတဲ့အထိမျောလင့်ထားတဲ့အတွက်ကြောင့်အလိုတော်ဟာပါလဲဆိုတာကိုကျွန်တော်လေ့လာရင်းနဲ့ the great commission ကို mission အဖြစ်အစပြုနိုင်ဖို့ကျွန်တော်တို့မနက်ဖြန်မှာသွားမှာဖြစ်ပါတယ်အရောက်တိုင်းကိုဖျားခင်ကောင်းကြီးပေးပါစေညမှာလည်းအနှစ်ချိုက်စွာအိပ်ပျော်သောအခွင့်နဲ့လမ်းဆန်းစွာထားတဲ့ပြင်ဆင်ပေးပါစေကျေးဇူးတင်ပါတယ်ဦးဆောင်တဲ့ကြာကြီးဆရာမတို့ဘက်ကိုပြင်ပေးပါဟုတ်ပါပြီရန်ကူကျေးဇူးတင်တယ်ဆရာကြီးရန်ကူကျေးဇူးတင်တယ်ကျွန်တော်ရဲ့လက်တွေ့ mission တာလောက်ကနေပတ်သက်ပြီးတော့ဒီညကျွန်တော်တက်ခံဆရာတခုရှိတယ်ဆရာပြောတဲ့ထိတ်ကလေ
လူတယောက်ကယေရှုခရစ်တော်ကိုလက်ခံတာနဲ့ကေထာဝစိတ်ချက်ရတဲ့ကေတင်ချင်းကိုရတာနဲ့ဒီတရင်ကိုကြဲရတာတဲ့ဘာတရင်မှတရင်ကောဆိုတာမရှိဘူးဆိုတဲ့ဟာလေအဲ့ဒါကျွန်တော်အသက်တာထဲမှာအမေတိုင်းပဲကျွန်တော်မြစံတာဒနာမှာလဲအဲ့ဒါရှင်ရှင်ကိုရင်တို့အခန်းကြီး10အငယ်20လေဘယ်သူမှမတိဆောက်တဲ့နေရာဘယ်သူမှမတွားတဲ့နေရာကိုပဲတွားမယ်ဆိုတဲ့ဟာကကျွန်တော်ရဲ့ဆောင်ပုဒ်တစ်ခုဖြစ်တယ်တော့ဒီညမှာအဲ့ဒီတရင်လေးကိုပြန်ကြရတာနဲ့အရင်ကိုစိတ်ချမ်းသာတယ်လို့အဲ့ဒါတက်တဲ့ခံချင်းနဲ့ပြီးတော့နံပါတ်2ကကျွန်တော်တို့ကတရင်ကောင်းကိုမဟောပဲနဲ့နောက်ကပတ်ကျွန်တော်တို့နှောက်ကနေမဟောရင်တော့မှရှူတောင်းချဖြစ်တော်လောကောင်ပေကန်းချဖြစ်တော်လောကောင်ကျွန်တော်တို့တစ်ခါမှမပါဝင်ဘူးရှင်တပတ်လုံးမှာပဲဖြစ်တနေ့ကုန်ပဲဖြစ်ပေါ့နော်ဒီအလားနဲ့နှိကတော့ထားလိုက်တော့နိုင်ကြီးပန်းပဲဖြစ်ရှူတောင်းတာတနေ့ကုန်တက်တာနဲ့ပဲကျွန်တော်တို့ပြောမယ်ဆိုတော့တနေ့ကုန်တက်တာမှာပြုတ်ဆုံးတိုးငင်တော့အတွက်နော်လမ်းလွှဲတော့သူများအတွက်လဲလော်တော့သူများအတွက်ရှူတောင်းချင်းနဲ့တာမဟုတ်ရင်ပေကန်းချင်းနဲ့မဟုတ်ရင်ကျွန်တော်တို့တရင်ကောမဟောတာတော့မှဒီ3ခုကမပါဝင်နိုင်ဘူးဆိုတော့ဒီစာတမာနကိုကျွန်တော်တို့ကအကွက်ကောအခွင့်ကောအချင်းကောပေးတဲ့တဘောဖြစ်တယ်ဆိုတာကျွန်တော်ဒီနေ့ဘယ်လိုပြောမလဲခုနရတယ်အဲ့ဒါကြောင့်နော်အမေတန်းကျွန်တော်တို့မှာအသင်ရှိဖို့ဆိုတာကကျွန်တော်တို့ဘဝအတွက်မဟုတ်ဘူးကျွန်တော်တို့ကယေရှုခရစ်တော်ကကြွလာတဲ့ချိန်မှာကျွန်တော်တို့ကိုထာဝရအသက်ကရပြီးသားဖြစ်တယ်ကယ်တင်ပြီးသားဖြစ်တဲ့အတွက်ယေရှုခရစ်တော်လာဖို့ကျွန်တော်တို့ကစောင့်ဆနေတယ်ဒီထက်မကအကြီးကြီးတဲ့ဟာကကျွန်တော်တို့ကသူမြတ်အတွက်အချိန်ပြဖို့ကဒီကဖြစ်တယ်ဟိုတစ်ဖက်ကကျွန်တော်တရားဟောတဲ့ချိန်မှာယေရှုခရစ်တော်ကလုံးဝတနည်းကိုနေမှာမလာဘူးလို့ကျွန်တော်ပြောတဲ့ချိန်မှာဆရာမစီတီတွေ့ရကြီးတယ်။ဘာဖြစ်လို့လဲတနည်းကိုနေမှာကျွန်တော်တို့အတင်းတူတင်းတာရအရင်ပြင်ဆင်ပြီလေ။ဘုရားကြောင့်တော့ဘုဝတ်အစားရင်းနဲ့အကုန်လုံးပြင်ဆင်ထားတော့ယေရှုခရစ်တော်ပြောပြတာလေ။ဘယ်သူမှတတိမထားတဲ့ချိန်မှာနော်တခုလုံးနော်ဘယ်သူမှမတည်တဲ့ချိန်မှာလာမယ်ဆိုတော့ယေရှုခရစ်တော်ကျွန်တော်တို့ခရိယာနေကတနည်းကိုနေမှာရှင်တင်ဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်အဲ့ဒီချိန်မှာလုံးဝလာမှာမဟုတ်ဘူးလို့တနည်းလာနေကနဲ့စနေနေ့ကြမှာပဲအဲ့ဒီချိန်မှာပဲလာမယ်ကျွန်တော်တို့ဆေးလေးတော်တဲ့ချိန်မှာပဲလာချင်လာမှာနော်ကျွန်တော်တို့အပြင်တော်တဲ့ချိန်မှာလာချင်လာမှာနော်အဲ့ဒါကြောင့်တရိထားဖို့လိုတယ်အဲ့ဒီစကားနှစ်ခုလေးနဲ့ကျွန်တော်ကအခုနော်ကြီးထားတာနော်ကျွန်တော်လေးမျက်နှာဗလာဆောင်းနဲ့ဒီမှာနော်ကြီးထားတာကြာလေးမျက်နှာကြီးထားတယ်အရင်ချေယူတင်နေရက်ဆရာမချယ်တီချိန်ပယ်လိုက်ပြီဟုတ်ကဲ့မင်္ဂလာပါရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ခုနကပထမဆုရမယ့်သူကဒေါက်တာကျော်မြတ်ဖြစ်မယ်ထင်နော်နှုတ်စာမျက်နှာ၄ခုရေးထားဆိုတော့ကျွန်တော်ကလည်းမနေ့ပြန်ဆက်ပြီးတကုံရေးရတော့ပေါ့နော်ဗလာစာအုပ်စီးစံအုပ်ထားပြီးတော့မှရှစ်ပါတာပေါ့နော်စန့်ကျင်မှစန့်မယ်ပေါ့ဆိုတော့ကတော့တေချာနှုတ်ရေးထားမယ်ပြီးတော့ကျွန်တော်တို့ဒီ group ထဲမှာလည်းဒီလိုလည်းပေါင်းရှိပါတယ်အပြင်ပြန်လေးကြည့်နေခွန်အားကြီးနဲ့လည်းပြုဆောင်ကြတယ်ဆိုလို့ရှိရင်တော့ဆရာသခင်နိုင်ငံတော်ဟာမြန်မာပြည်မှာပြည်ပြန်လာမယ်ဆိုတာတော့အဲ့ဒါကိုချက်ဟောလို့ကြည့်ပါလေလို့ခုချိန်မှာနောက်ဆုံးပိတ်ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းပြီးတော့မှအချိန်လေးကိုယူသိမ်းဖို့ရဖြစ်ပါတယ်ဆိုတော့နောက်ဆုံးသူတောင်းပေးပြီးရအတွက်ကျွန်တော်ရဲ့ချင်းသာဆိုတော့ဒီလိုဖတ်တဲ့ဆောင်းလေးကဆုံးသက်သူတောင်းပေးမှာဖြစ်ပါရှင်ဒီခေါ်လိုက်တဲ့အလုံးစုတော်ကြရအောင်ခမဲတော်ချစ်ချင်းမတာဒါတော်ယေရှုခရစ်တော်ရဲ့ခရုဏာမတာတော်နဲ့ဝိညာဉ်တော်ဖခင်ရဲ့နေ့စဉ်နဲ့မျက်နှာအတွက်အတူပါရှိခြင်းကိုဒီငါမှာပါဝင်တဲ့အရောက်ရှိတာအပေါ်မှာအမဲထာဝရဒီနေ့တည်ရှိပါစေတော်အာမင်